ကူဟတ်တွေနာဖြတ်ငယ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကို9နိုင်လဲကြော်သွားပြီဖြစ်တယ်ယနေ့ကျွန်တော်တို့တောင်ခရစ်ယာန်အသင်းတော်များကောင်စီလက်အောက်ခံအဖွဲ့ငယ်လေးဖြစ်တဲ့ခရစ်ယာန်အိမ်တော်အဖွဲ့ငယ်တလတစ်ချိန်စုပေါင်းဝပြုကိုးကွယ်ခြင်းအစီအစဉ်ကိုဒီနေ့ဆရာတော်တို့မိသားစုနဲ့အတူတကွမိသားရောက်ဖွဲ့ရခြင်းအတွက်လည်းဖျောက်ကိုချီးမွမ်းတယ်ဒီနေ့ကတော့ဆရာတော်ကိုဖျားသခင်ဆုချပေးတဲ့သမီးငယ်လေးအကြီးမလေးနမတော်မသိ9နှစ်ပြည့်ကျေးဇူးချီးမွမ်းခြင်းနဲ့အတူကျွန်တော်တို့ခရစ်ယာန်အိမ်တော်မိသားစုအဖွဲ့ကိုအတူတကွဥတွဲပြီးတော့မှမိသားရောက်ဖွဲ့ကျေးဇူးချီးမွမ်းခြင်းပြုရတဲ့အတွက်လည်းဖျောက်ကိုအထူးပဲကျေးဇူးတင်တယ်ဒီနေ့မြတ်တာနဲ့ဖိတ်ခေါ်ပြီးတော့မြတ်တာပြလျက်ဒါရောက်ပါဝင်ပေးတဲ့မောင်နှမတွေကျေးဇူးတင်တယ်ကြောက်တင်ကိုနေချင်းတဲ့တော်မှာလူငယ်များလည်းလာတယ်ပကူလာတယ်ကျွန်တော်တို့ဗမောမိသားစုလည်းလာတယ်ဒါရောက်ပါဝင်ပေးတဲ့မောင်နှမအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့အစီအစဉ်မှာပါဝင်တဲ့လူတွေကိုကျွန်တော်အနေငယ်လေးပြောကြားချင်တယ်စေတဲ့အစဆူတောင်းပေးဖို့တော့ကျွန်တော်တို့ခေတ်ကဘာမျိုးမှနဲ့ချင်းအသင်းတော်ကဆရာတော်လေးသူကနေပြီးတော့မှအခွင့်ဆူတောင်းပေးမှဖြစ်တယ်ပြီးတော့မှသမီးလေးနဲ့အတူမိသားစုအတွက်ဆူတောင်းပေးဖို့ကတော့ဆရာတော်ကိုဖာရှေဘကူကနေပြီးတော့မှဆူတောင်းပေးမှဖြစ်တယ်ပြီးတော့မှကျွန်တော်ဒေသနာဝင်ကချင်းကိုတော့ရှင်ယောဟန်ရှင်ပေါလုအသင်းတော်မှာဘုန်းတော်ကြီးကျောင်းနဲ့ဘုန်းတော်ကြီးဘုန်းတော်ကြီးအောက်ခံညကမဲ့ဒေသနာဝင်ကပြီးမှဖြစ်ပါတယ်နောက်ဆုံးသမီးငယ်လေးကိုကောင်းကြီးပေးဖို့ရန်အတွက်ကတော့ကျွန်တော်တို့ Bishop ဒီကနေပြီးတော့မှသမီးငယ်လေးကိုကောင်းကြီးပေးမှဖြစ်တယ်ဓမ္မအိတ်ခါတော်ရဓမ္မအမှုတော်ဆိုအားလုံးလဲဝိုင်းဝန်းပြီးတော့မှသမီးငယ်လေးကောင်းကြီးပေးမှဖြစ်ပါတယ်လို့ကျွန်တော်တမန်ကျမ်းပါတစ်ပိုက်ဖတ်ပြီးတဲ့အခါမှာဆရာတော်လေးသူကနေပြီးတော့မှဖွင့်ဆိုတောင်းပေးဖို့ကြိုတင်ပြီးဖိတ်ခေါ်ပါတယ်လို့သူငယ်သွားရလမ်းဝ၌ရှုံးမသွန်သင်တော့တို့ပြုနေသူသည်အိုသောအခါထိုလမ်းမလွဲလိုက်သွားလိမ့်မည်ဆရာတော်လေးဒီယေရှုဖိတ်ခေါ်ပါဆုတောင်းကြပါစို့ဘုရားရှင်တရားခတ်သိမ်းတဲ့ကိုရောကိုကျေးဇူးတင်ပါတယ်နေ့ရက်ကာလတွေဆိုးသွမ်းတဲ့နိုင်ငံရေးလူမှုရေးစီးပွားရေးဘာသာရေးသာသနာရေးမှတ်စသောတရားခတ်သိမ်းတို့ဒီနိုင်ငံတော်အတွင်းထဲမှာခေဆူဆူသွမ်းသွမ်းရှိတော့လေပြကျေးဇူးတော်ကကျွန်တော်ကျမမျိုးတော်အထုခေကြားထဲမှာထွက်မြောက်တော်လမ်းနဲ့အတူကိုရောပြင်ဆင်ပေးတော့အသစ်တော်ကောင်းခြင်းမင်္ဂလာမြတ်ဒီခွဲဖလားဒီရှံရသည့်တိုင်သုံးလုံးပေးခဲ့သောကြောင့်လည်းကျေးဇူးတင်တယ်ကိုရောဘုရားရှင်နာမဒီကပါဆက်ဆက်ဖုန်ကြီး၍အစဉ်အမြဲမင်္ဂလာရှိပါစေကျေးဇူးအပေါင်းကိုချီးမွမ်းလျက်ဒီမနေ့ဝတ်ပြုခြင်းအစီအစဉ်ကိုတိုးဝင်ချင်းကပ်လာတော့အခါရှိတိုင်းပဲလာပါအာနေခြင်းပေါ်ရခြင်းမပြောင်းမစုံလင်ခြင်းနဲ့ဒုစရိုက်တွေလည်းပြုမိတယ်ကိုရောဘုရားသနာချင်းမြေတာကြွရခွင့်လွတ်ပေးပါကိုရောဘုရားရှိထမလာတော့ကောင်းခြင်းနဲ့ထိုက်တန်တော့တက်တာလည်းပြင်ဆင်ပေးသနာတော်မူပါဒီမနေ့သာသမီဝတ်ပြုခြင်းအစီအစဉ်နဲ့ပြုလုပ်မဲ့ရာအလုံးဖျက်လက်ဝဲသူဆက်ကတ်ကိုရောဘုန်းတော်ထင်ရှားစေရတော့အစီအစဉ်အလုံးစုံဖြစ်စေဖို့ကိုရောကောင်းချီးပေးပါဂုဏ်တော်ချီးမွမ်းခြင်းဆုတောင်းခြင်းထံတော်ဘာရောက်ရှိသောအလူညီတော်ကြီးဖြစ်စေဖို့လည်းတန်ရှင်းသောဝိညာဉ်ဘုရားဆောင်မပေးပါဒေသနာကောင်းချီးပေးပါဒေသနာဆရာကိုဘုရားရှင်တန်ရှင်းသောဝိညာဉ်တော်အဖြစ်ပိတ်သိပြီးလက်ကျွန်တော်ကျမမျိုးတို့ရဲ့လာရခြင်းဟာမင်္ဂလာနဲ့ပြည့်စုံသောလာခြင်းနဲ့နှုတ်ကပတ်တော်ကိုဆောင်ယူလျက်သာသမီတို့အိမ်ပြန်ရဖို့လဲကိုရောဘုရားကောင်းချီးပေးပါမွေးနေ့ရှင်ကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ပြုကိုခြင်းအစီအစဉ်ကိုလည်းဘုရားရှင်ကောင်းချီးပေးပါဒီမနေ့ဝတ်ပြုခြင်းအစီအစဉ်စလဲဆုံးဘုရားလက်ဝဲသူဆက်ကပ်ပါတယ်ဝတ်ပြုကိုခြင်းကိုနှောက်ယှက်ဖျက်ဆီးမဲ့အရာများကိုရောဘုရားဖယ်ရှားပြီးတန်ရှင်းသောဝိညာဉ်ဘုရားအုပ်စိုးသောကြောင့်ဘုန်းတော်ထင်ရှားစေသောဝတ်ပြုကိုခြင်းဖြစ်စေဖို့ကိုရောဘုရားဒီကောင်းချီးပေးပါမိအကြောင်းသခင်ယေရှုခရစ်တော်ဘုရားမြတ်သောနာမမြည်ပြီးကျေးဇူးချီးမွမ်းလက်ဆက်ကနဲ့ဆုတောင်းကြပါ၏ဖခင်အာမင်
ကျွန်တော်တို့ဥက္ကဋ္ဌကြီးကနေပြီးတော့နှုတ်ခွန်းဆက်စကားပြောပြမှာဖြစ်ပါတယ် ဘာလို့ကိုရတယ်လို့ဒီစတဲ့တင်ပါတယ်ဖျက်ကိုကျမလေးဟိုဒီချီရောက်လာမယ်တော့မချင်ပါနော်သွားလာတာအခက်ခဲဒါမဲ့ဖျက်ရှိပို့ဆောင်မှုကြောင့်ဒီပြမတော်ကြီးကိုရောက်လာတယ်နော်ဒီကျေးဇူးသားသမီးများအားလုံးလည်းတွေ့ရတဲ့အားဝင်စားပါတယ်ဒီနေ့ကကျွန်တော်တို့ရဲ့ဆရာတော်ဆရာလောလာသမီးလေး9နှစ်ပြမှာသူမိသားစုပဲသူချင်းမလို့အားမရဘူးနော်အားမရဘူးဆိုချင်းမရစားတူတရားတရားနဲ့လည်းအားမရတဲ့အတွက်ကျမတို့တန်ခရတဲ့ဘက်ကောင်စီအမှရှိတဲ့စစ်တောင်းရဲ့ဖွဲ့ငယ်ကိုဖိတ်ခေါ်တဲ့အတွက်ဆရာတော်ကျေးဇူးတင်ပါတယ်လို့မိသားစုများအားလုံးကျေးဇူးတင်ပါတယ်ရွာကြားရွာလာတဲ့တင်သားများနော်လူကြီးသမီးအားလုံးဆရာတော်မြတ်ဘိရှပ်မြတ်ဆရာတော်မြတ်အားလည်းကျေးဇူးတင်ပါတယ်ဒီသမီးရဲ့မွေးနေ့မှာလာရောက်ပြီးတော့အတူတူကကျေးဇူးတော်ချမွန်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့နောက်လည်းကျမတို့ဒီတင်သားမြတ်ကန်စီအဲ့ဒါအမရှိစစ်တောင်းရဲ့အဖွဲ့ငယ်ကိုလည်းအားပေးကြပါလို့နော်ဒီအဖွဲ့ကဟိုရှေးဥက္ကဋ္ဌဦးကလေးကတီထောင်ထားတဲ့ခရအိမ်တော်ဖြစ်တဲ့အတွက်နော်အဖွားတို့ရဲ့ဒီမှာခဏပြောတယ်ပီတာပနာယာနော်ဖေအထူအဖေအများကြီးဒီဟိုနေအမေလည်းပါတယ်နော်တို့နေတော့အမေလည်းပါတယ်ဆိုတော့ဒီအဖေတွေရဲ့နော်တီထောင်ခဲ့တဲ့ဒီခရအိမ်တော်ကိုဆက်လက်ပြီးတော့တည်တတ်နိုင်ဖို့ကကျမတို့သားသမီးအစင်ဆက်မျိုးစစ်မှာတောင်းရှိပါတယ်လို့နော်တောင်းရှိပါဒီအဖွဲ့ကြီးနော်ဖေတို့တည်ထောင်ခဲ့တဲ့ခရအိမ်တော်နော်ဆက်လက်တည်ထောင်ဖို့ကျမတို့တောင်းရှိပါတယ်အခုကျမလည်းတတ်နိုင်သလောက်တော့ပေါင်းဝင်တာပါလေအမေမျောလင်းပဲအဲ့လိုလဲတော့ဒီဖေတော့လည်းစိတ်မကောင်းပါဘူးသို့တော်လည်းပြတ်တကယ်ခွန်အားပေးတယ်နော်ရှိတဲ့နေရာမှာနော်ဒီခရအိမ်တော်ရှိတဲ့နေရာမှာကြိုးစားပြီးတော့လေလာရောက်နိုင်ပါတယ်ဒါဖေကျေးဇူးတင်ပါတယ်အဲ့ဒါမို့နော်ကျေးဇူးသားသမီးအားလုံးဒီတောင်ကုန်မှာရှိခရအိမ်တော်ဖွင့်ငယ်ကိုလည်းအားပေးကြပါလို့နော်ဆက်လက်ပြီးတော့ဒီတိတနိုင်ဖို့ဒီမှာတို့အဖွားတွေတည်ထောင်ခဲ့တဲ့ဟလာဒီခရအိမ်တော်ကိုလည်းဆက်လက်တည်ထောင်နိုင်ဖို့အဖေမစ္စဘာဟဲလဲပါတယ်နော်ဒါကြောင့်အခုဒီသမီးအရဖွင့်လာအားပေးတဲ့အတွက်ဆက်လက်ပြီးအမေချထားခဲ့တဲ့ခြေရကိုလည်းဆက်လက်ပြီးတော့ပန်ဝင်ဖို့အားပေးဖို့လည်းမိတ္တရခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်လို့နော်နှုတ်ခွန်းဆက်စကားပြောသွားပေးတဲ့ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီးအထူးပဲကျေးဇူးတင်တယ်အခုအချိန်မှာတော့ဘုရားသခင်ပို့ဆောင်ခြင်း9နှစ်ပြည့်လျက်မိဘများနဲ့အတူ9နှစ်ပြည့်ကျေးဇူးချီးမွမ်းခြင်းကိုချီးမွမ်းတဲ့သမီးငယ်လေးကနေပြီးတော့မှအသက်ရှင်ခွင့်လို့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်လို့သမီးငယ်လေးကိုယေရှုနာမဖိတ်ခေါ်ပါတယ်လို့Desalokisikisapotesini desiho da Yesusi ba o ayala kasalala tukitale dole ta do penya dole ta kutapa dole teke a ime tamanu khati ta pha do te chila
sa he thu ka pha ti pa trai ya ta te lo o la ke yu la ta ma ata o wa do ta mi ba ta ne ata le ya ta ne te ka sa pa ke la sa pa ta ne la pa do ka sa he thu ka pha ni pa trai ya ta te lo o la ke yu pa ta ma ata o wa do ta mi ba ta ne ata le ya ta ne te ka sa pa ke la sa pa ta ne la pa do ka sa he thu ka pha si pa trai ya ta te lo o la ke yu pa ta ma ata o wa do ta mi ba ชูกะพาสิปัตยาจัดจิโลอลักเขยุกลาตามาอัตตาโอเอตตะมิบา အသက်ရှင်ကြီးမြတ်တော်မူသောဘုရားသခင်ဂုဏ်တော်ကိုချီးမွမ်းသွားပေးတဲ့ဝိနည်းရှင်သမီးလေးကိုအထူးပဲကျေးဇူးတင်တယ်ဆုံးလုံးကောင်းကြီးများစွာလာမဲ့အသက်တန်နေ့ရက်ထဲမှာဂရုဏာတော်အသက်နဲ့ဘုရားသခင်အစဉ်ချမ်းသာရပါချက်အခွင့်ကိုပေးပါစေကိုကျွန်တော်တို့အားလုံးဝိနည်းရှင်လေးအတွက်ရောဒီမှာကျွန်တော်တို့ပါဝင်တဲ့မောင်နှမတွေအားလုံးအတွက်ရောကျွန်တော်တို့ခရိယာအိမ်တော်အဖွဲ့အစည်းငယ်လေးအတွက်ရောတရိယာဆုတောင်းပေးဖို့ရန်အတွက်ဆရာတော်ခုဖတ်စီကနေဆုတောင်းပေးမှဖြစ်ပါတယ်လို့အောင်မေ့လောက်ပဲဆုတောင်းနိုင်ရင်ကျွန်တော်တို့ချီးမွမ်းပြီးတော့ဆရာတော်ကနေပြီးတော့မှဆုတောင်းပေးမှဖြစ်ပါတယ်လို့ ကောင်းမြတ်ဆုံးလင်းတော်မူ၍တပ်ပညုတိုင်ညာနှင့်ပြည့်စုံလျက်ဆောင်မကြီးကျေးဇူးအဖြင့်ပို့ဆောင်ကောင်းကြီးပေးတော်မူသောဘုရားကိုရောရှင်နာမတော်ကိုချီးမွမ်းပါရယ်လောကရဲ့ဖြစ်စဉ်များပေါ်မှာကိုရောရှင်မြတ်တော်အဖြင့်ပတ်စည်းတော်မူလျက်မျောလင်းခြင်းမဲ့အတိတ်ပင်မဲ့သောအသက်တာလန်ခီအဖြင့်ရှောင်းလန်းခြင်းအမှုကိုမပေးဘဲမျောလင်းခြင်းကြီးစွာသောအသက်တာအဖြင့်ကိုရောရှင်ထံတော်ဘာမှာခေါလုံကိုးစားလျက်ကိုရရှင်ထံတော်ဘာမှာချင်းကပ်တဲ့အခါမှာချင်းကပ်ခြင်းအကျိုးကိုပြီးတော်မူသောဘုရားကိုရရှင်ကောင်းမြတ်ခြင်းမြတ်တာတော်ကိုရည်တွက်ချီးမွမ်းပါတယ်ဒီနေ့လောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာဝိနည်းထုံးဖွဲ့ဘာသာလေးအပြင်အသက်ရှင်ခြင်းအခွင့်ကိုမပေးဘဲမျောလင့်ခြင်းအပြင်မျောလင့်ခြင်းအကျိုးကိုပေးလျက်စွန်လင်းသောမြတ်တာတော်အပြင်ပတ်ရတော်မူလျက်လောက၌
အတိတ်ပဲမဲ့သောအသက်ရှင်ခြင်းမဟုတ်ပဲအတိတ်ပဲရှိသောခလုံးကိုးစားခြင်းအခွင့်ကိုလည်းပေးတော်မူသောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ယနေ့ခရစ်ယာန်အိမ်တော်မိသားစုရဲ့လစဉ်ဝတ်ပြုခြင်းအစီအစဉ်လည်းကိုရရှင်ပို့ဆောင်ကောင်းကြီးပေးလျက်ယနေ့တိုင်အောင်ဆောင်မတော်မူလျက်ထံတော်ဘာမှာတွင်ချင်းကခြင်းအခွင့်ကိုရရှင်ကိုခလုံးကိုးစားရသောအခွင့်ကိုလည်းပေးတော်မူသောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ရှိတော်မောင်း၌ရှိတော်မူသောသားသမီးကျွန်တော်တို့အသက်တာဆုယုံလျက်ကိုရရှင်ရှိတော်မောင်း၌သင်တို့သည်နှူးသုံးစိတ်တလုံးတော်ရရှိတဲ့အခါမှာသင်တို့နဲ့အတူရှိမယ်လို့ကိုရရှင်နှုတ်ဘတ်တော်လာသည့်အတိုင်းကိုရရှင်ရှိနေခြင်းအတွက်လည်းနာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကိုရရှင်ပို့ဆောင်ကောင်းကြီးပေးတော်မူသောမေတ္တာတော်အပြင်မလာမရောက်နိုင်သောအိမ်တော်မိသားစုများသင်တော်များအသီးသီးကိုလည်းကိုရရှင်ကောင်းကြီးပေးလျက်ကြည့်ရှုဆောင်မတော်မူပါရောက်ရှိလာသောသင်တော်သီးသီးနှင့်တူတူကသက်ဆိုင်လည်းရှိသောကိုရရှင်နာမတော်အောက်၌ဖွဲ့စည်းလျက်ကိုရရှင်နဲ့တူတူကတလုံးတော်အပ်ပါဝင်ဆက်ကပ်သောအခွင့်ကိုရရှင်ပေးတော်မူသောကြောင့်နာမတော်ကိုချီးမွမ်းပါ၏ဂျန်နာခံမဲ့ကိုရရှင်နှုတ်ပတ်တော်ကိုရရှင်ကောင်းကြီးပေးပါအသက်တာရဲ့ဆက်လက်ရှင်သန်မယ့်နေ့ရက်ကာလမှာကိုရရှင်ပေးသောခွန်အားနဲ့တူတူကရှောင်းလန်းနိုင်သောအခွင့်ရှိစိတ်ငါမဆကောင်းကြီးပေးတော်မူပါကျွန်တော်တို့စွာကိုရရှင်မြတ်တော်အပြင်သာသမီကျွန်တော်တို့ဒီနေ့ဒီလမှာအထူးသဖြင့်ပြန်လည်၍ခရစ်ယာန်တော်ဝတ်ပြုခြင်းအစီအစဉ်ကိုလက်ခံပေးသောအသင်းတော်ကိုလည်းကိုရရှင်ကောင်းကြီးပေးတော်မူပါဒီနေ့ကိုရရှင်မြတ်တော်အပြင်ကိုရရှင်ဥဆောင်သောအသင်းတော်ဖြစ်တယ်လို့သူတို့ဝန်ခံလျက်ကိုရရှင်ကိုဥထိတ်ထားလေယနေ့တိုင်အောင်ဆောင်မပို့ဆောင်ကောင်းကြီးပေးတော်မူသောမြတ်တော်ကိုပေးတော်မူသောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ဖာဆရာအသင်းအုပ်မှတူတူကအသက်ဆိုင်လည်းရှိတဲ့အသင်းလူကြီးသက်ဆိုင်လည်းရှိတဲ့အသင်းသူအသင်းသားယနေ့ရဝေအသက်တာအသီးသီးပေါ်မှာလည်းကိုရရှင်ဆက်လက်လမ်းပြအုပ်စုကောင်းကြီးပေးတော်မူပါအထူးသဖြင့်ဒီနေ့မှာသူပြင်ကိုရရှင်ပို့ဆောင်လည်းရှိတော်မူသောရှာတော်နှင့်တူတူကဇနီးတဲ့ကိုရရှင်ပေးထားသောသားသမီးထဲမှာကိုရရှင်မြတ်တော်အပြင်အကြီးဆုံးသမီးလေးအသက်တာ9နှစ်တိုင်ပြည့်ရသောခွင့်ကိုရရှင်ပို့ဆောင်ကောင်းကြီးပေးတော်မူသောကြောင့်ကိုရရှင်မြတ်တော်ကိုချီးမွမ်းပါတယ်သမီးတော်မူလာမှုကိုလည်းအထူးသဖြင့်9နှစ်တိုင်ပို့ဆောင်ခဲ့သောသူကကိုရရှင်ပဲဖြစ်ပါတယ်ဒီနေ့မှာပြန်လည်တွေ့မြင်ရသောအသက်တာအပြင်တင်လူပူဇော်လည်းရှိသောနှုတ်ပတ်တော်ဂုဏ်တော်ချီးမွမ်းခြင်းအရာသည်ဓမ္မတွေ့မြင်ရသောသွန်သင်မှုလမ်းပြောင်းမှုအောက်၌ရှင်သန်သောသမီးဖြစ်သောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်သခင်ရှုကဲ့သို့အစဉ်တိုင်းကြီးထွားသောအခွင့်ကိုရရှင်ပေးတဲ့ကဲ့သို့လာမယ့်အသက်တာရှင်သန်ခြင်းနေ့ကာလပေါ်မှာလည်းကိုရရှင်ဆက်လက်ပို့ဆောင်ကောင်းကြီးပေးတော်မူပါ6နှစ်တာအသက်တာရဲ့ခြင်လန်းအသက်မှာကိုရရှင်ဥဆောင်ပို့ဆောင်ခဲ့သော9နှစ်ကဲ့သို့ဆက်လက်လမ်းပြအုပ်စုခြင်းကျေးဇူးအပြင်အစဉ်တိုင်းဉာဏ်ပညာအဖြစ်၎င်းကိုခန္ဓာကြီးထွားခြင်းအမှုရာ၎င်းကိုရရှင်ကိုတည်သောဉာဏ်၎င်းကိုရရှင်ဒီကောင်းကြီးပေးလျက်လူရှိဖျားရှိနိုင်မျက်နှာရသောသမီးဖြစ်စေဖို့မဆတော်မူပါယနေ့အထူးကျေးဇူးကိုခံသောအခွင့်ပေးတော်မူသောကြောင့်ကျေးဇူးတင်တယ်ယနေ့သက်ဆိုင်လက်ရှိသောအသင်းတော်ထဲမှာနေထိုင်ရခြင်းကိုရရှင်နှုတ်ကပတ်တော်ကိုခံရခြင်းအမှုကိုရရှိစေတော်မူသောကြောင့်နာမတော်ကိုချီးမွမ်းပါတယ်သမီးနဲ့ဆန်လေးလက်ရှိသောသူရဲ့အောက်မရှိသောသူရဲ့ညီလေးတက်တာမလို့ကောင်းသက်ဆိုင်လက်ရှိတဲ့မိဘညီကိုမောင်နှမညိုးနှစ်ဖက်အတီးတီးအသက်တော်မလို့ကိုရရှင်ဆက်လက်လမ်းပြအုပ်စုကောင်းကြီးပေးတော်မူပါမဟာအမှုတော်မြတ်၌စေစားခြင်းကိုခံရသောဖခင်ရဲ့လုပ်ငန်းဆောင်တာတွာလာခြင်းအမှုရာပေါ်မှာလည်းယနေ့တိုင်ကိုရရှင်ကောင်းကြီးပေးတဲ့ကဲ့သို့ဆက်လက်လမ်းပြအုပ်စုကောင်းကြီးပေးတော်မူပါကိုရရှင်ဆောင်မတော်မူသောအမှုတော်များ၌လည်းဆက်လက်ရထားတဲ့ဘုကိုရရှင်သုံးပြုတော်မူလျက်ကိုရရှင်ဆောင်မခြင်းမြတ်တာကိုလည်းခံစားစေဖို့မဆတော်မူပါသူကိုအစဉ်တိုင်းကြီးထွားစေသောအခွင့်အပြင်တွင်တင်လမ်းပြလည်းရှိသောမိခင်အသက်တာကိုလည်းကောင်းကြီးပေးတော်မူပါကိုရရှင်ပို့ဆောင်တော်မူသောအသက်တာအပြင်ဆောင်နေခြင်းကျေးဇူးကိုလည်းပြုပါမိကြောင်းမဆကောင်းကြီးပေးသနာတော်မူပါနုနှစ်ဖက်အဖိုးဖွားဦးလေးတော်ဆွေမျိုးညာတိအသက်တာအသီးသီးယနေ့ရဝေးမှာလဲကိုရရှင်ဆောင်မခြင်းကျေးဇူးအပြင်ကိုရရှင်လမ်းပြအုပ်စုခြင်းကျေးဇူးကိုရရှိစေပါမိကြောင်းလဲကောင်းကြီးပြုသနာတော်မူပါသင်တော်ပေါ်၌လူအင်းနဲ့လူအမှုများကိုလည်းကိုရရှင်ဆက်လက်လမ်းပြအုပ်စုကောင်းကြီးပေးတော်မူပါဖက်ဖက်မှာပေါင်းကြကုန်သောတပားဝန်ဆောင်များတင်းလူကြီးများတက်ဆန်လည်းရှိတဲ့အသင်းသူအသင်းသားများအဖက်ဖက်မှာပါဝင်ကြကုန်သောယနေ့ရဝေးပြပတီးတီမှမိတ်ဆွေသင်္ဃတီးတီအသက်တာကိုလည်းကိုရရှင်လမ်းပြအုပ်စုကောင်းကြီးပေးတော်မူပါယနေ့ကိုရရှင်ပို့ဆောင်လည်းရှိတော်မူသောအသက်တာများအတွက်လည်းကိုရရှင်နာမတော်ကိုချီးမွမ်းလျက်
စုံလင်ခြင်းမြတ်တာတော်အဖြစ်လလတ်တန်သောအမှုတော်များအသင်းတော်လုပ်ငန်းများပေါ်မှာလည်းလိုအင်းနဲ့လိုအပ်များကိုလည်းကိုရရှင်ဖြစ်တင်းလက်ကောင်းကြီးပေးခြင်းအရာသည်ဆက်လက်တက်တည်ခံစရာချီးမွမ်းရည်တွေ့ရသောအခွင့်ရှိစေပါမိကြောင်းကောင်းကြီးပြုသနာတော်မူပါဒီနေ့ကိုရရှင်မြတ်တာတော်အဖြစ်ပို့ဆောင်ခဲ့သောသာသမီကျွန်တော်တို့အိမ်တော်မိသားစုအသီးသီးအတွက်လည်းကျေးဇူးတင်ပါတယ်အသင်းတော်တစ်ခုစီတို့အသက်တော်လည်းကိုရရှင်သည်ပို့ဆောင်လက်ပြန်လည်တွေ့မြင်ရသောကိုရရှင်ဆောင်မခြင်းကျေးဇူးကိုပြုခဲ့သောကပ္ပဝံတင်းတော်များယုံကြည်သူများဓမ္မဝန်ဆောင်များတတ္တာအတိတ်လည်းကိုရရှင်လမ်းပြအိုးဆိုကောင်းကြီးပေးတော်မူပါယနေ့လောက၌ရှိတော်မူသောအမှုရာသည်ကဘာတဝမ်းလုံးမှာကျမ်းနာခံသောအရာတို့သည်စွန့်ရွတ်စရာကြောက်ရွံ့စရာများရှိပါတယ်ယောဂပြသလိုကောင်းဆင်းမဲ့သလိုကောင်းတည်တည်သောစွန့်ရည်စရာများရှိ냐တော်လဲဒီနေ့ကိုရရှင်သည်သာသမီကျွန်တော်တို့အသက်တာအတွက်စုံလင်ခြင်းမြတ်တာတို့ကိုပြီးတော်မူလျက်ကကဘာကြီးမင်္ဂလာနှစ်ကာလကိုပို့ဆောင်လျက်ခမီတော်ကာလတာတော်ကာလတန်ရှင်းသောဝိညာဉ်တော်ကာလအဖြစ်ကကာလဂုံတိတံကိုသင်တို့နဲ့အတူရှိမယ်ဆိုတဲ့မျှော်လင့်ခြင်းတရားသည်ကြီးစွာသောသာသမီကျွန်တော်တို့အသက်တာဖြစ်စေတော်မူသောကြောင့်ဒီနေ့ကိုရရှင်သာသမီကျွန်တော်တို့ခရစ်ယာန်အိမ်တော်မိသားစုအသီးသီးအသက်တာကိုလည်းဆက်လက်လမ်းပြအိုးဆိုကောင်းကြီးပေးတော်မူပါဆောင်ထိန်ခြင်းမြတ်တာတော်နှင့်ပို့ဆောင်တော်မူသောကရုဏာသည်အစင်မြဲရှိစေဖို့မှာစားတော်မူပါဒီနေ့ကျွန်တော်တို့တောင်ငူခရစ်ယာန်အိမ်တော်ဂိုင်းကနာအသီးသီးမှာပါဝင်ဆက်ကပ်လည်းရှိတော်မူသောအမှုရာပေါ်မှာဥဆောင်ထမ်းရလည်းရှိသောဥက္ကဋ္ဌအတွင်းမူတည်တည်အသက်တော်လည်းကိုရရှင်ကောင်းကြီးပေးတော်မူပါလစဉ်တိုင်းစီမံရသောအမှုရာနှင့်လှုပ်ဆောင်သောအခွင့်နဲ့တူတူကကိုရရှင်ဒီပို့ဆောင်ကောင်းကြီးပေးတော်မူသောကြောင့်ကျေးဇူးတင်ပါတယ်ယနေ့ပြန်လည်တွေ့မြင်ရသောအသက်တာကာလအကြီးရလာသောညလဲကိုရရှင်ကိုချစ်သောစိတ်အဖြစ်ဒီနေ့အတူတူကပါဝင်လောက်ကင်ကြကုန်သောအခါမှာလွန်အင်းနဲ့လွတ်အမှုများလည်းကိုရရှင်ကောင်းကြီးပေးလျက်ကိုရရှင်ပို့ဆောင်လည်းရှိတော်မူသောနေ့ကာလပေါ်မှာတာ၍ချီးမွမ်းစရာအကြောင်းဖြစ်စေပါမိကြောင်းယနေ့ချက်ရှိသောဝိပခြင်းအစီအစဉ်နဲ့တူတူကပြုခဲ့သောပထနာတက်ဆန်လည်းရှိသောသမီးငယ်လေးတမူလာမှုအသက်တာရဲ့9နှစ်တိုင်ကိုရရှင်ပို့ဆောင်ခြင်းနဲ့တူတူကလလတန်သောအသက်တာမာစာချင်းကျေးဇူးအလုံးစုံတို့ကိုမျှော်လင့်လျက်အထံတော်ဘာမှာပြန်လဲဆက်ကပ်အနံဆွတောင်းကြကုန်သောအခါမှာအသက်ရှင်တော်မူလျက်သာသမီကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်တော်မူလျက်ဆောင်မခြင်းကျေးဇူးကိုပြုတော်မူသောတပါးတို့သားတော်ယေရှုခရစ်တော်၏နာမကိုသာလျှင်အမိပြုလျက်ဆက်ကပ်အနံဆွတောင်းကြပါ၏ပါအာမင်ဝိနည်းရှင်သမီးငယ်လေးနဲ့အတူမိဘများအတွက်တည်းကကျွန်တော်တို့ပါဝင်တဲ့မောင်နှမတွေအားလုံးအတွက်ဆုတောင်းပေးသွားတဲ့ဆရာတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီအချိန်မှာတော့ကျွန်တော်ခရစ်ယာန်အိမ်တော်မိသားစုအဖွဲ့ငယ်အတွက်ကျွန်တော်တို့ဘန္တာအဖြစ်အသီးသီးပြန်လည်ပါဝင်ကြမှာဖြစ်တယ်ဘန္တာပြန်လည်ထက်လူတဲ့အချိန်မှာတော့ရှုံမပေးဖို့ရအတွက်ကြောက်တွင်းကရင်နေချင်းအသက်တော်မှာသာသမီလေးတွေဒီအပေါ်မှာနော်ပြီးတော့မှကျွန်တော်တို့ပကူလူငယ်အခုအတန်းတော်မှလူငယ်လေးတွေအားလုံးချီးမွမ်းဖြစ်ပါတယ်ပထမဦးဆုံးကြောက်တွင်းကရင်နေချင်းအတန်းတော်တာသမီလေးတွေချီးမွမ်းယေရှုတော်ဖိတ်ခေါ်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့နိုင်ငံတော်အတွက်အသီးသီးပြန်လဲပေါင်းကြရအောင်
သက်ရှင်တဲ့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းသွားပေးတဲ့ကြောက်တွင်းခရင်နဲ့ချင်းတို့အသင်းတော်မှာရှိတဲ့သာသမီလူငယ်များအခုမြို့မနဲ့ချင်းအသင်းတော်မှာရှိတဲ့သာသမီလူငယ်များအားလုံးကိုအထူးပဲကျေးဇူးတင်တယ်တာ၍ဘုရားသခင်အသုံးပြုပါစေယင်ကျွန်တော်တို့အသီးသီးပေါင်ပဲဗန္ဒာအားလုံးဆက်ကပ်ပေးဖို့ရအတွက်ဆရာမဦးပေါ်ယေရှုတော်နဲ့ဖိတ်ခေါ်ပါတယ်လို့ဆုတောင်းကြပါစို့အလူတော်ငွေကိုတူတူကဆက်ကပ်ကြပါစို့မေတ္တာကရုဏာနှင့်ပြည့်စုံတော်မူ၏သားသမီးတိုင်းကိုချစ်တော်မူသောဖာကိုရရှင်ဒီသားသမီးတို့ကိုအလွန်ချစ်၍နေ့စဉ်နှင့်အမျှကွယ်ကာခြင်းဆောင်မခြင်းလိုအပ်သောကိုခန္ဓာများအတွက်အစဉ်မြဲပေးပြီးကောင်းချီးပေးသောဖျားရှင်ဖြစ်သည့်အတွက်ကိုရော့ကိုကျေးဇူးတင်ပါ၏သားသမီးတို့သည်လည်းကောင်းမှုစွာဖြင့်ခက်ခဲသောအချိန်ကာလတွင်တနေ့ပြီးတနေ့ဖြတ်ကျော်ရသောခွင့်များရရှိသည့်အတွက်လည်းကိုရော့ကိုကျေးဇူးတင်ပါ၏ခံစားရရှိသောကောင်းချီးမင်္ဂလာထဲမှာအနေငယ်သောဗန္ဒာငွေကိုသားသမီးတို့သည်ယူဆောင်လာလျက်ကိုရော့ထံလူဒန်းလျက်ရှိပါ၏ပေကံလူဒန်းသောလက်ဆောင်တီးတီးကိုကိုရော့ရှင်ထံဆက်ကပ်ပါ၏ရောက်စီတိုင်းကိုကိုရော့ရှင်ဖျားကောင်းချီးပေးသနာတော်မူပါတက်တာ၌မရေမတွက်နိုင်သောကောင်းချီးမင်္ဂလာများကြွယ်ဝချမ်းသာသောကောင်းချီးမင်္ဂလာများပြန်လည်ခံစားရရှိစေတော်ပါဤလူတော်ငွေကိုလည်းကိုရော့ရှင်ဖျားကောင်းချီးပေးတော်မူပြီးလိုအပ်သောနေရာတွင်ကိုရောရဲ့မှုတော်ကျပြန့်ဖို့ရန်အတွက်တော်၎င်းကိုရောရှင်ဖျားအသုံးပြုတော်မူပါကိုရောရှင်အလိုတော်တိုင်းအကောင်းဆုံးဖြစ်စေတော်မူကြောင်းတပါးဒီတော်သားတော်ယေရှုဖျားနာမတော်မြတ်ကိုအမိပြု၍အရာခတ်သိမ်းကိုရောလက်ဝဲသူဆက်ကပ်အနံပါသည်ဖဖျားအာမင်ကျွန်တော်တို့အသီးသီးပါဝင်ပေးတဲ့ဘဏ္ဍာကိုဆက်ကပ်သွားပေးတဲ့ဆရာမကိုအထူးပဲကျေးဇူးတင်တယ်ခုအချိန်မှာကျွန်တော်ဒေသနာအတွက်အသုံးပြမဲ့ကျမ်းကိုဘန်ကိုဆရာကနေပြီးတော့မှဖတ်ကြားပေးယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်လို့ဒေသနာနဲ့ဆက်ဆိုင်တဲ့ကျမ်းနှစ်ပိုက်ကိုကျွန်တော်ဖတ်ကြားမိဖြစ်ပါတယ်ပထမတစ်ပိုက်မှာအေဖရက်ဩဝါဒစာခန်းကြီး6အပိုက်ငယ်1ကနေ4ဖြစ်ပါတယ်သားသမီးတို့သည်ဖျားသခင်၏အလိုတော်နှင့်အညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားသောအမှုဖြစ်၏မိဘတို့ကိုယိုသေးကြပြုကြလော့ပညတ်တရားကသင်သည်ပြည်တော်၌ကောင်းစား၍အသက်ရှင်မည်အကြောင်းဟု၍ဂရုတော်နှင့်ဆိုင်သောပညတ်ဖြစ်၏ဘာတို့သည်ဘာတို့ကိုတော်သားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနှင့်ဖျားသခင်၏အလိုတော်နှင့်အညီဆုံးမသွန်သင်ခြင်းကိုပြုလျက်ကြွေးမွေးကြလော့အစေခံကျွန်တို့ခရစ်တော်၏စကားကိုနားထောင်တကယ်သို့ကြောက်ရွံ့တုန်လှုပ်လျက်စိတ်နှခွမရှိဘဲလောကီသခင်၏စကားကိုနားထောင်ကြလော့ဒုတိယတစ်ပိုက်မှာအပြင်သုတ်တကျမ်းခန်းကြီး20အပိုက်ငယ်6သူငယ်သားရွာလမ်းဝ၌သွန်သင်ဆုံးမလော့တို့ပြုလျင်သူသည်အိုသောအခါထိုလမ်း၌မလွဲသွားလိမ့်မည်ဖတ်သွားသောကျမ်းပိုက်ပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေနှုတ်ကပတ်တော်ကိုကျူဆိုသောအဖြစ်ကျွန်တော်တို့ဂုဏ်တော်တပုတ်အားလုံးအာရပါယမတရားလေးချီးမွမ်းကြမှာဖြစ်ပါတယ်တခြင်းအမှတ်7ယေရှုထံသို့ချဉ်ကပ်ခြင်းကျူ
အထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့ကိုနှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးတိုက်တွန်းဝေမျှမဲ့သူကတော့ရှင်ပေါလုကတိထရကျောင်းတိုင်းဖုန်းတော်ကြီးဖြစ်တဲ့ဖုန်းတော်ကြီးအောင်ခံဉာဏ်ပဲဖြစ်ပါတယ်လို့ကျန်ရှိတဲ့အချိန်นี้အားလုံးကိုသိရလို့ဝန်သူအနံပါတယ်ပထမဦးဆုံးအနေနဲ့မွေးနေ့ကြောက်တဲ့သမီးငယ်လေးတာမူလာမူ living hope ပေါ့နော်တာမူလာမူရဲ့အသက်တာမှာဘုရားသခင်ထံတော်ပါမကြွားတဲ့ကောင်းကြီးမင်္ဂလာကျမ်းမာခြင်းဆုကျေးဇူးဉာဏ်ပညာပါရမီဆုကျေးဇူးများဘုရားသခင်ချပေးပါစေလို့ရှေးဥစွာမေတ္တာပို့ဆုတောင်းပေးပါတယ်ထိုနည်းတူမိဘနှစ်ပါးပေါ်မှာလည်းပဲဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာတက်ရောက်ပြီးတော့ရပေးထားတဲ့ဒီအမွေဥစ္စာကိုဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားစေဖို့ပြုစုပြိုးထောင်ပေးနိုင်တဲ့မိဘများဖြစ်ပါစေလို့လည်းပဲထပ်လောင်းပြီးတော့မေတ္တာပို့ပေးပါတယ်ဒီကနေ့ကျွန်တော်တို့ခရစ်ယာန်အိမ်တော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခရစ်ယာန်အိမ်တော်သက်တာနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်သင့်တဲ့အရာတွေစဉ်းစားဆင်ခြင်ရမယ့်အရာကိုဝေမျှချင်ပါတယ်အဓိကသမီးလေးရဲ့မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဝေမျှချင်တဲ့အကြောင်းအရာကတော့ parenting နဲ့ပို့ပြီးတော့ဆက်ဆိုင်မှာဖြစ်ပါတယ်မိဘပြုခြင်းပေါ့နော်။ဘာလို့ဆိုကျွန်တော်တို့အတွက် parenting ဆိုတဲ့အရာကမိဘပြုခြင်းဆိုတဲ့အရာကကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကတော်တော်လေးစိမ့်ခဲ့ကြတယ်လို့ပြောရင်လည်းမှားမယ်မထင်ပါဘူးနော်ဆိုတော့ကျွန်တော်တို့ကမိဘဘယ်လိုပြုရမလဲဆိုတာကဘယ်သူကပဲကြည့်လဲဆိုတော့ကိုမိဘပဲကိုကြည့်တာပေါ့ကိုမိဘကိုဘယ်လိုပြုခဲ့တယ်လဲအဲ့ဒီတိုင်းကွာသားသမီးဆက်ပြုတာပေါ့ဆိုတော့ကျွန်တော်တို့ကတခါတလေ parenting လို့ပြောတယ်မိဘပြုခြင်းကဟုတ်တဲ့သူကဟုတ်သွားတယ်ချော်တဲ့သူကချော်သွားတယ်ဆိုတဲ့အခါမှာချော်တဲ့အရာကိုလည်းပဲချော်နေမှမသိကြဘူးပေါ့နော်ဆိုတော့တခါလေကျွန်တော်တို့ရဲ့အိမ်တော်မိသားစုဘဝတည်ဆောက်တဲ့အခါမှာမလိုလားအပ်တဲ့အရာတွေကျွန်တော်တို့မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာတော့သမီးလေးရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့ဝေမျှတဲ့ခါမှာကျမ်းချက်ကခုနကတော့2ချက်ပေါ့နော်အဓိကကျွန်တော်ဝေမျှတဲ့ကျမ်းချက်ကအဓိက2ချက်ပဲသုတ်တန်26ပေါ့နော်သူငယ်သွားရလမ်းဝမှာဆုံးမသွန်သင်မှာတို့ပြုလင်သူသည်အိုသောခါထိုလမ်းမှမလွဲလိုက်သွားလိမ့်မယ်ကင်ကတော့sure 44တာလို့သုံးတာပေါ့နော်ဆိုတော့ sure ပါနောက်တစ်ချက်ကတော့ကျွန်တော်အဓိကရွေးတာတော့ April 6 ပဲအရှိဟာကျွန်တော်မပြောဘာကြောင့်လဲဆိုတော့သမီးလေးကငယ်တော့ဒါတွေမသိသေးဘူးဒါပေမဲ့အဓိကရေးကြီးတဲ့အချက် April 6အဖတို့ဒါပေမဲ့အဖတို့ဆိုတာမိဘတို့ပေါ့ဗျာနော်ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနဲ့သခင်ဖျား၏လိုတော်နဲ့ညီတော်ဆုံးမသွန်သင်ခြင်းကိုပြုလျက်ကြွေးမွေးကြလောဆိုတဲ့ဟာကျွန်တော်အဓိကအဲ့ဒါပဲဝေမျှချင်တာပေါ့ဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့အိမ်တော်သက်တာမိဘနဲ့သားသမီးကြားမှာမိဘတို့ရဲ့အသက်တာကိုကျွန်တော်တို့ကအားထုတ်သက်ရှင်တဲ့အခါမှာလိုအပ်တဲ့အချက်ဒါကျွန်တော်ကိုနိုင်ကလေးကိုသားသမီးဖြစ်ခဲ့တယ်ကိုနော်သားသမီးလည်းဖြစ်ခဲ့တယ်အခုကမိဘဖြစ်နေပြီဆိုတော့ဒီဖြတ်တန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေလေ့လာခဲ့တဲ့တမန်ကျမ်းစာတွေရဲ့ပေါ်ပြချက်ကိုကြည့်တဲ့အခါမှာဒီကနေ့ကျွန်တော်အနေနဲ့ဟောပြောဝင်များခြင်းတဲ့အဓိကအကြောင်းအရာကတော့စလိန်3လုံးပေါ့နော်နည်းနည်းမိုက်ရလွယ်အောင်ပါစလိန်3လုံးကျွန်တော်ကဝေမျှခြင်းတယ်အဲ့စလိန်လို့ပြောတဲ့အခါမှာအကောင်းဘက်နဲ့ဆိုးဘက်တစ်ခါတည်း positive negative တစ်ခါတည်းပေါ်ပြခြင်းတာပေါ့နော်ဆိုတော့ပထမဆုံးစလိန်ကပါလဲဆိုတော့ဆုံးမသွန်သင်မှာစူပူကျိမ်းမောင်းခြင်းမပြုပါနဲ့တော့ positive နဲ့ negative ပေါ့နော်ဆုံးမသွန်သင်မှာဒါကျွန်တော်တို့က positive ကောင်းတဲ့အရာလော့ရမယ့်အရာတစ်ဖက်ကတော့ negative စူပူကျိမ်းမောင်းတာမလုပ်ပါနဲ့ခုနကျမ်းစာပေါ်ပြချက်ကျွန်တော်တို့ကကိုယ်သားသမီးတွေကိုငယ်ငယ်ကလေးကဆုံးမသွန်သင်ဖို့အရန်အရေးကြီးတယ်ဆိုတာကိုပြန်ပြီးတော့သတိပေးထားပါတယ်
ကလေးစိတ်ပညာရှင်တွေရဲ့ဖော်ပြခြင်းအရာကသူတို့ကဘာပြောဆိုတော့ကလေးတယောက်ဟာတဲ့အသက်9နှစ်ပြည့်ပြီဆိုရင်တဲ့သူကသူ့ဘဝရဲ့တဝက်ကိုသူကလေ့လာပြီးသွားပြီတဲ့အသက်9နှစ်ပဲရှိသေးတယ်နော်ဒါပေမဲ့သူ့ဘဝတဝက်ကိုသူလေ့လာပြီးသွားပြီတဲ့ဒါကြောင့်မွေးစားကနေပြီးတော့9နှစ်အထိတစ်နှစ်နှစ်နှစ်3နှစ်5နှစ်အတော်တွင်းကတဲ့ဒီသားသမီးတွေကိုဒီကလေးတွေကိုဆုံးမသွန်သင်ဖို့အရေးအကြီးဆုံးအချိန်ဖြစ်တယ်တဲ့ဒါမွေးစားကနေ9နှစ်ထိတကယ်လို့အဲ့ဒီ9နှစ်ကိုကျွန်တော်တို့ကလက်လွတ်သွားခဲ့ရင်တောင်မှဒုတိယ9နှစ်အချိန်ရသေးတယ်တဲ့ပြောချင်တာ9နှစ်ရတယ်10နှစ်ထိပေါ့10နှစ်ကျော်သွားမှဆုံးမသွန်သင်ပဲဆိုရင်တော့ဖြင့်တဲ့ထင်သလောက်မလွယ်ကူတော့ဘူးเนาะခက်သွားပြီဒါကြောင့်မို့ကျွန်တော်တို့ကကိုယ်သားသမီးတွေကိုပထမ9နှစ်အတွင်းမှာကောင်းစွာဆုံးမသွန်သင်နိုင်ဖို့အရန်ရည်ကြီးတယ်နော်ဆိုတော့ဒီမှာရှိတဲ့ကျွန်တော်တို့တချို့ကမိဘတွေဖြစ်လိမ့်မယ်တချို့ကတော့လူပြိုလူလူဖြစ်လိမ့်မယ်ဆိုတော့တချို့မိဘတွေကကိုယ်သားသမီးတွေကတော့9နှစ်ကျော်သွားပြီလူငယ်လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့သမီးလက်တမလာမှုကတော့ကိုက9နှစ်ပြည့်သွားပြီဆိုတော့ဒီ9နှစ်တောတွင်မှာမိဘတွေလည်းပဲအကောင်းဆုံးဆုံးမသွန်သင်ခဲ့တယ်ဆိုတာကိုလည်းပဲကျွန်တော်တို့တွေ့နိုင်ပါတယ်နော်သမီးလေးရဲ့အသက်တာနောက်တစ်ချင်းလေးဆိုတော့ချစ်စရာရမ်းကောင်းတယ်ကျမ်းစာလေးဆိုပြီးတော့ကျမ်းကျက်နော်ကျမ်းကျက်လေးရွတ်ပြီးတဲ့အခါမှာဆိုတော့မိဘတွေရဲ့ဆုံးမသွန်သင်ခြင်းကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကကိုသားသမီးတွေကဒီရွယ်မဟုတ်ရင်တောင်မှတချို့ကတော့အဖိုးဖွားတွေဖြစ်လာအောင်မယ်နော်ဆိုတော့အဖိုးဖွားတွေဖြစ်လာတဲ့အခါမှာကိုမြေးလေးတွေလာလိမ့်မယ်မွေးကစားနဲ့9နှစ်ရွယ်ကျွန်တော်တို့သွန်သင်လို့ရသေးတယ်ဆုံးမလို့ရသေးတယ်ဒါပေမဲ့ပြဿနာအဖိုးဖွားဖြစ်လာရင်မြေးတွေကိုအလိုလိုက်တယ်နော်အလိုလိုက်တာတွေ့တယ်ဆိုတော့တစ်ခါလေမိဘဆုံးမရအဖိုးဖွားငါမြေးလေးမလုပ်ပါနဲ့ဟလားဒါပေမဲ့ကျွန်တော်တို့မှာအခွင့်အရေးရှိသေးတယ်မိဘအနေနဲ့အခွင့်အရေးရှိသလိုဖိုးဖွားအနေနဲ့လည်းကျွန်တော်တို့မှာအခွင့်အရေးရှိပါတယ်နော်ကိုယ့်ရဲ့သားသမီးတွေမြေးတွေကိုဆုံးမသွန်သင်ဖို့ဆိုတော့ဆုံးမသွန်သင်ပါလို့ပြောတော့ကျွန်တော်တို့ဘာတွေဆုံးမသွန်သင်ရမလဲငယ်ငယ်ကလေးကဖျားကိုတီးဖို့ဖျားကိုယုံကြည်အားကိုးဖို့ဖျားကိုကြောင်းယူသေးဖို့လူကြီးမိဘတွေကိုယူသေးဖို့နာခံဖို့တခြားသူတွေကိုချစ်ဖို့တခြားသူတွေကိုဝေမျှတတ်ဖို့တနာကျင်နာတတ်ဖို့နော်ကူညီဖေးမတတ်ဖို့ခွင့်လွတ်တတ်ဖို့အဲ့ဒါကျွန်တော်ငယ်ငယ်ကလေးကကျွန်တော်တို့ကဆုံးမသွန်သင်ပေးရမယ်အခါလေကြာရင်လည်းပဲဘယ်လိုလူတွေကိုမပေါင်းဖို့ကျွန်တော်တတိယပါသေးတယ်ကျွန်တော်အမေကဘာပြောလဲဆိုတော့ဖွားခွာဆဲတဲ့လူတွေနဲ့မပေါင်းနဲ့တဲ့အဲ့ဒါဖြစ်ကျွန်တော်တကယ်ရတယောက်တည်းမှာတအားဆဲတာတယောက်ပါတယ်ဘောက်လျှောက်ပါဇက်ကဆဲတာထွက်တော့ကျွန်တော်နောက်နေ့ခတ်တည်သူပြောဟဲ့မင်းငါမပေါင်းတော့ဘူးဟာဘာဖြစ်လို့လဲငါအမေကပြောဆဲတယ်လို့မပေါင်းနဲ့ဆိုတော့ခတ်တည်သူပြောတော့သူနဲ့မပေါင်းတော့ဆိုတော့တခါလေမိဘကကိုယ့်ကိုငယ်ရွယ်စဉ်မှာဆုံးမသွန်သင်လိုက်တဲ့အရာကကျွန်တော်တို့ကဒီထဲမှာကြံ့တာဗောနော်နှလုံးသားထဲမှာကြံ့တခါလေအမေကဘာပြောလဲတာဖိုးကွာကိုကသူများကိုပေးကမ်းရမယ်နော်တချို့ဒုက္ခရောက်တယ်လိုအပ်တဲ့လူရှိကိုကရှိတာပေးအဲ့ချိန်မှာလည်းဖြစ်ကြတော့ကျွန်တော်တိတဲ့တငယ်ချင်းတယောက်ကတော်တော်လေးချွတ်တယ်သူအဝတ်စားတွေဘာတွေကဆွတ်ဆွတ်ပြက်ပဲအဲ့ဒါကျွန်တော်မှရှိတဲ့အင်ကြီးဖြူလေးတစ်ထည်ကိုသူ့ကျွန်တော်သွားပေးတယ်ရောတကယ်ချင်းမင်းကငါပေးတာဒါပေမဲ့ငါပေးတာမဟုတ်ဘူးနော်တော့ဖျားပေးတာအဲ့လက်ခတ်တီပဲဆိုတော့မိဘကကိုယ်ပြောလိုက်တဲ့ဟာကိုကလက်တွေ့လုံရှိတာတော့အမေပေါ့နော်ဟုတ်လားအမေကနေပြောတယ်အပေါင်းတင်ကြည်ပေါင်းဖို့သူများအိမ်ကိုညနေထိသွားမလဲဖို့နော်သူပြောတယ်ကိုတွေကိုကူးမယ်ကိုရောက်မယ်ကျွန်တော်ငငယ်လူငယ်ဆိုသေးတယ်သူများအိမ်သွားလဲအနည်းဆုံး10နိုင်လောက်မှပြန်တော့ဆိုတော့အမေအဲ့ဒါတတိပြကျွန်တော်ရဲ့အမြဲတမ်းတာကိုလုံသားထဲမှာကြံခဲ့တာပေါ့နော်ဆိုတော့အမေကျွန်တော်ငငယ်ကပြောတဲ့ခါတခုကပါလဲဆိုအစားတော့ကိုတဲ့စားကောင်းတိုင်းမစားရဘူးတဲ့ဘာလို့ကျွန်တော်ငယ်တော့ခောက်ဆွဲကြိုက်တော့အားရပါရစားတော့ခါတော့ဟိုနင်းတဲ့အထိဖြစ်ကုန်ဆိုတော့အမေကပြောတယ်ဘကွာအစားတော့စားကောင်းတိုင်းလဲအယမ်းစားရအောင်တော့လူရှိသူရှိမှာပေါ့နော်ပြောချင်တာဆိုတော့တခါလေကိုကတော့စားကောင်းကောင်းတဲ့တကုံတမတော့နော်သူများတဲ့ကိုကိုကြည့်နေဟာဒီကလေးကဒီခါမှစားတော့မစားဘူးသလိုဖြစ်နေမှာနော်
ဆိုတော့အမေရဲ့ဆုံးမစကားဆိုတော့လောင်ကစားမလုပ်ဖို့ဒါတွေကိုဆုံးမတော်တယ်ဆိုတော့ဒီຢာတွေကကျွန်တော်တို့ကိုငငယ်တဲ့ကမိဘကနေပြီးတော့ဆုံးမတုံတင်ခဲ့တဲ့ຢာတွေဖြစ်တယ်ဆိုတော့ဒီလိုဆုံးမခြင်းကခုနပြောကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအမြင့်ဆွဲပြီးတော့ကျွန်တော်တို့ကြီးလာတဲ့အထိအခုတည်းအထိအဲ့ဒီဟာတွေကိုကျွန်တော်တို့ကလက်တွေ့ပြန်လည်ပြီးတော့အားထုတ်သက်ရှင်နေတယ်ဆိုတော့ကျွန်တော်မိဘဖြစ်လာတဲ့ခါမှာလည်းပဲကိုယ်သားသမီးတွေကိုအဲ့ဒီတိုင်းဆက်လက်ပြီးတော့ဆုံးမတုံတင်ရမှာဖြစ်ပါတယ်ဆိုတော့တစ်ဖက်ကဆုံးမတုံတင်ခြင်းရဲ့စန့်ကျင်ဘက်ကတော့စူပူခြင်းမောင်းခြင်းပဲဟုတ်လားရှင်ဘောလူကတော့ဒီမနေ့ကျွန်တော်တို့ကြမ်းချက်မှာအေဖက်6လေးမှာမိဘတို့ပေါ့နော်သူကတော့အဖတို့ပြောတာအဖေတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုတ်ကြနဲ့သခင်ဖျားရဲ့လိုတော်နဲ့ညီသောဆုံးမသွန်သင်ခြင်းကိုပြုပြီးတော့ကြွေးမွေးကြပါတဲ့နော်ဆိုတော့သားသမီးတွေကိုဆုံးမသွန်သင်တဲ့အခါမှာကျွန်တော်တို့မိဘတွေအုပ်ထိန်းသူတွေအထူးတတိထားရမယ့်ချက်ကဘာလဲဆိုတော့ကိုယ်စိတ်ကိုထိန်းဖို့အဲ့ဒီစိတ်ဆိုတာဘာပြောလဲဒေါသကိုထိန်းခိုင်းတာဒေါသကိုထိန်းခိုင်းတာဆိုတော့ကျွန်တော်တို့ကမိဘတွေဖြစ်တယ်အုပ်ထိန်းသူတွေဖြစ်တယ်ကိုယ်သားသမီးတွေကိုယ်တပည့်တပန်းတွေကိုဆုံးမသွန်သင်တဲ့ခါမှာတဲ့ကိုယ့်ရဲ့ဒေါသစိတ်ကိုအမြဲတမ်းထိန်းဖို့ဒါအရန်ရေးကြည့်တယ်လို့ဒါကလေးစိတ်ပညာရှင်တွေကလည်းပဲပေါ်ပြထားပါတယ်နော်အထူးသဖြင့်ကျွန်တော်ဒေါသကိုထိန်းရမယ်ဆိုတော့တခါလေကျွန်တော်တို့ရဲ့မိသားစုတွေမှာတချို့မိဘတွေအရန်ဒေါသကြီးတယ်နော်ဒါလည်းကျွန်တော်တို့ကြုံဘူးမယ်မြင်ဘူးမယ်ကျွန်တော်တို့ရဲ့သက်တာမှာလည်းပဲရှိခဲ့ဘူးမယ်ဆိုတော့သားသမီးတွေကိုဒေါသနဲ့ထိန်းတဲ့ခါမှာသားသမီးရဲ့စိတ်ထဲမှာနာကြီးရတယ်တခါလေစိတ်နာတဲ့အထိဖြစ်သွားတတ်တာကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒေါသကိုမထိန်းနိုင်ခြင်းကြောင့်တစ်သက်လုံးနောင်တရလို့မဆုံးတဲ့မိဘတွေလည်းပဲအများကြီးရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့သူတို့ရဲ့တစ်ကနေဖြစ်လိုက်တဲ့ဒေါသကိုမထိန်းနိုင်တဲ့အတွက်ကြောင့်တစ်သက်လုံးနောင်တရလို့မဆုံးဘူးဆိုတာကျွန်တော်တွေ့ရတယ်ကျွန်တော်နိုင်ငံရေးချမ်းမှာပညာသွားတင်တဲ့ချိန်မှာတွေ့မြင်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကဘာလဲဆိုရင်အဖေတယောက်ကသူ့ကလေး3ယောက်စလုံးကိုနော်တရားပေါ်ကနေဟိုမြစ်ထဲကိုပြစ်ချပလိုက်တယ်။နောက်သူကိုယ်တိုင်လည်းပဲမြစ်ထဲကိုခုန်ချပြီးတော့အကုန်လုံးအသက်ဆုံးရှုံးရတယ်။ဘာကြောင့်လို့ဖြစ်တာလဲဆိုတော့အဲ့ဒီချိန်မှာကຫນွေရာသီလည်းဖြစ်တယ်အပူလိုင်းကလည်းဖြတ်တယ်။အပူလိုင်းဖြတ်တာ40ဒီဂရီအကျော်မှာရှိတဲ့အခါမှာဘလုံးမခံနိုင်ဘူးနော်သူတို့နိုင်ငံမှာကအဲကွန်နဲ့ဗာနဲ့ပဲအမြဲတမ်းစိန်ကြကြနေတဲ့လူကအပူလိုင်းဖြတ်တဲ့ကအဲကွန်လည်းမခံနိုင်ဘူးဖြစ်ချင်တော့ဒီကလေး3ယောက်ကလည်းတနေကုန်တကြီးနဲ့ဂျီကြပါလိမ့်မယ်တော့တနေကုန်ဂျီကြတဲ့နေကလည်းပူအဖေကချော့လို့လည်းမရနောက်ဆုံးအဖေကစိတ်ထိုးပြီးတော့ဖြစ်တာဆိုတော့ကားပေါ်တင်ပြီးတော့ကလေး3ယောက်တော့သူမြစ်ထဲပြစ်ချပလိုက်နောက်သူကိုယ်တိုင်လည်းခုန်ဆင်းသွားတယ်ဆိုတော့ဒါကဘာကြောင့်လဲခုနပြောလို့ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုမထိန်းနိုင်အထူးသဖြင့်ဒေါသကိုမထိန်းနိုင်ဆိုတော့ဒေါသကိုထိန်းဖို့ဆိုတာလေအင်မတန်မှခက်ခဲတယ်ဆိုတာကျွန်တော်မိဘဖြစ်တဲ့သူတွေအားလုံးခံစားမှုပါတယ်နော်ဘာလို့ခါကျွန်တော်ဒေါသထွက်ပြီဆိုအဲ့ဒေါသအလျောက်ကျွန်တော်ကလှုပ်လိုက်ခြင်းတယ်အဲ့ဒေါသကိုပြေအောင်လှုပ်ခြင်းတယ်ပြန်ထိန်းလိုက်ရမယ်ဆိုတဲ့အခါမှာတော်တော်ကိုမလွယ်တဲ့ကိစ္စဖြစ်ပါဒါကြောင့်မလို့စိတ်ပညာရှင်ကဘာပြောလဲဆိုသူသဖြင့်ကျွန်တော်တို့ကတဲ့သားသမီးတွေကိုဆုံးမနေတဲ့ချိန်မှာကိုကစိတ်ဓာတ်ကျနေတဲ့အချိန်မျိုးကိုကထိတ်လန့်နေတဲ့အချိန်မျိုးကိုကနေမကောင်းတဲ့အချိန်သူသဖြင့်တုတ်ကွေးဖြစ်တဲ့အချိန်ပေါ့နော်နေမကောင်းတဲ့အချိန်စိတ်မောကိုမောဖြစ်နေတဲ့အချိန်နောက်ကျွန်တော်ရဲ့ဝိညာဉ်အသက်တာမမှန်ကန်တဲ့အချိန်တွေမှာတဲ့ဒေါသကိုထိန်းရတာပုံမှန်ထက်ပိုခက်တယ်တဲ့ဒါကြောင့်မို့ကျွန်တော်အဲ့လိုမျိုးဖြစ်နေပြီဆိုရင်တဲ့အထူးသတိထားရတော့မယ်ကျွန်တော်တို့ရဲ့သားသမီးတွေကိုဆုံးမရမယ်နေထားဖြစ်တော်လဲခုနကတော့အဲ့ဒီစိတ်အခြေအနေကျွန်တော်တို့မှာဖြစ်နေရင်မဆုံးမပဲနေတာကအကောင်းဆုံးပဲကိုယ့်ရဲ့စိတ်တွေငြိမ်သက်သွားပြီဆိုမှသားသမီးတွေကိုဆုံးမသွန်သင်ရမှာဖြစ်ပါတယ်ဒါကြောင့်နံပါတ်1စလိန်ကတော့သားသမီးတွေကိုဆုံးမသွန်သင်ပါစူပူကျိမ်းမောင်းတာမျိုးမလုပ်ပါနဲ့ဒုတိယချက်ကတော့ဒုတိယစလိန်ကတော့တဲ့ဆုချပါတဲ့
ဆောက်မကံပါနဲ့တဲ့ဆုချပါဆောက်မကံပါနဲ့တဲ့ဒါ positive နဲ့ negative နော်အဲ့ဒါကျွန်တော်တို့နားလည်ပါဖြစ်ပါတယ်တော့တခါလေကျွန်တော်တို့ရဲ့တက်တာမိဘကကျွန်တော်တို့ရင်ဝကိုဆောက်ကံလိုက်တယ်လို့အပြောခါရတာတွေအဆိုခါရတာကျွန်တော်တို့ကြုံဘူးတတ်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆုချပါဆိုတာကအားပေးပါနော်အားပေးဖို့ပြောတာနော်ကိုယ့်ရဲ့သားသမီးတွေကောင်းတဲ့အပြုမှုပြောဆိုတွေကျွန်တော်တို့တွေ့ရင်ဆုချပါအတိမပြုပါကျွန်တော်တို့ကချီးကျူးအားပေးပါဒါအရင်ရေးကြည့်ပါတယ်နော်ဆိုတော့မိဘရဲ့ချီးကျူးစကားအားပေးစကားကသားသမီးတွေအတွက်နော်သူတို့အသက်တာမှာကောင်းတာကိုပိုလှုပ်ဖို့အတွက်ဒါတွေကတွန်းအားတွေပဲနော် motivation တွေပဲသူတို့ကိုပို့ပြီးတော့လှုပ်ဆော်ပေးတယ်ဆိုတော့မနေ့ကကျွန်တော် Facebook ဖတ်တဲ့အခါမှာမိတ်ဆွေတယောက်ကသူ့သားအကြောင်းကိုရေးထားတယ်သူ့သားအကြောင်းနဲ့ပြန်လာတဲ့အခါမှာတခါတော့ပျော်ပြီးတော့မိုးမိုးတယ်ဒီမှာတဲ့သားဒီကျမကအကတ်လေးပေးလိုက်တယ်ပေါ့ဆိုတော့သူ့မြလည်းကြည့်လိုက်တဲ့အခါမှာအဲ့ကတ်လေးကဘာလဲ Student of the Week နော် Student of the Week Award ဒီ department ရဲ့စံထားရဆုံးကျောင်းသားပေါ့နော်ကျောင်းသားစုအဲ့နဲ့သူ့မြမေးဘုကွာနင်ကဘာများတန်းထဲမှာလှုပ်လို့ရှာမဒီစုချဘုကွာဘာမလုပ်ပါဘူးတဲ့နေ့လည်းကဲဟိုစားပေါ့ကျောင်းသားအချိန်မှာတဲ့ဘုကွာကတဲ့အတန်းကိုတန်းရှင်းလှုပ်တာတဲ့အဲ့ဒါနဲ့တဲ့ကျောင်းစင်ကန်ဒီမှာရှာမကမကတာနဲ့လာပြီးတော့တဲ့ဒီဟိုပေါ့ကတ်ပေါ့နော်ဂုံပြုတ်ကတ်ကိုပေးတာတဲ့ဆိုတော့အဲ့ဒီမှာကြည့်လိုက်တဲ့အခါမှာနော် Student of the Week ဆိုတော့ကျွန်တော်တို့နေရာကြည့်တော့ဟိုတန်ရှင်လောက်တာပဲဘာများထူးဆန်းလဲလို့ထင်ကောင်းထင်ပါပေါ့ဒါပေမဲ့မဟုတ်ဘူးသူတို့ကောင်းတာလောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကချက်ချင်းဂုဏ်ပြုဖို့အသိမှပြုဖို့နော် appreciate လုပ်ဖို့ဒါရန်ရေးကြည့်တယ်အဲ့ဒီဆရာမရဲ့အပြုမှုသည်ကျွန်တော်တို့မိဘတွေအတွက်အင်မတန်မှအတူယူစရာကောင်းတယ်နော်ချက်ချင်းပဲဟုတ်လားအချိန်မစောင့်ဘူးနောက်တစ်ပတ်မှနောက်နေ့မှမဟုတ်ဘူးချက်ချင်းကြောင်းမစင်းခင်မှာဒီကလေးကိုသူကဂုဏ်ယူကြောင်းနော် really proud of you နော်ရန်ဂုဏ်ယူတယ်သားနော်သားရဲ့လောက်ရအတွက်ဆိုတော့ဒီအရာဒီကျွန်တော်တို့ရဲ့မိဘတွေရဲ့တက်တာမှာအရန်ကိုဆင်ခြင်ရမယ့်အရာသတိထားရမယ့်အရာဖြစ်ပါတယ်နော်တခါလေကျွန်တော်တို့ကကိုယ်သားသမီးတွေရဲ့ကောင်းတဲ့အရာကိုမြင်ဖို့တဲ့သူတို့မဟုတ်တာလောက်တာကိုပဲကျွန်တော်တို့ကပုံမြင်ချင်တယ်မြင်လဲမြင်မိတတ်တယ်ကိုသားသမီးအိမ်လှုပ်လှုပ်ချော်ကွာမမြင်ဘူးကိုသားသမီးပကံဆေးရေကွာမမြင်ဘူးသူကဖုန်းကင်ပြီဆိုတော့ကိုကမြင်တယ်အဲကြတော့ဖုန်းကင်ပြန်ပြီလားတကယ်တော့သူကအိမ်လှုပ်သူတတ်နိုင်တာပေါ့နော်သူလှုပ်ချင်တယ်သူလှုပ်နိုင်တဲ့အရာသူလှုပ်ပြီးပြီဒါပေမဲ့အဲ့ဒါတခါကြာရင်သားသမီးတွေကငါကောင်းတာလှုပ်တဲ့ခါကျတော့မိဘတွေကမမြင်ဘူးတခုခုမိမမကြိုက်တာလေလှုပ်မိတော့မိဘကမြင်ပြီဆိုတော့တခါလေဒီစိတ်ခံစားမှုတွေကလည်းပဲရှိတတ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့တတ်တာမှာနော်မိဘဖြစ်လာတဲ့ခါမှာသားသမီးတွေကိုကျွန်တော်တို့ကခုနပြောလို့ဆုချဖို့ကောင်းတဲ့အရာလုပ်ရင်ကျွန်တော်တို့ကသူတို့ကိုအားပေးဖို့နော်အတိမပြုဖို့ချီးကျူးဂုဏ်ပြုဖို့ရေးကြည့်တယ်နော်ဆိုတော့မိဘရဲ့ချီးကျူးခြင်းမိဘရဲ့အားပေးခြင်းကကလေးတယောက်ဘဝတဲ့ဘလောက်ရေးကြည့်တယ်လဲဆိုတာကျွန်တော်တို့ Thomas Edison ရဲ့အကြောင်းကိုဖတ်မိတဲ့လူကတော့ကျွန်တော်သိပါလိမ့်မယ်နော်သူကငငယ်ကစာအင်မတန်မှညံ့တယ်ညံ့တဲ့အတွက်ကြောင့်ဒီနေ့ကျတော့ကျောင်းကဆရာမကသူ့အမေရှိစာပို့လိုက်သူကလည်းအဲ့စာပြန်လာအမေကိုပေးတာပါအမေကဖတ်တော့ကြည့်တဲ့အခါမှာဘာပြောတာဆရာမပြောနေသားတားစာညံ့တယ်ဒါကြောင့်ကျောင်းမှာစာသင်လုံးဖြစ်တော့ပေါ့အဲ့နဲ့သူကလည်းမေးတော့အမေဆရာမဘာရေးပေးလဲပေါ့အဲ့နဲ့သူ့အမေဘာပြောသားကားတဲ့အတန်းထဲမှာအတော်ဆုံးတဲ့အတော်ဆုံးသားကိုပညာသင်ပေးနိုင်တဲ့ဆရာမအဲ့ကျောင်းမှာတယောက်မှမရှိဘူးတဲ့အဲကြောင့်သားတဲ့အဲ့မှာကျောင်းတက်ဆရာမလိုတော့ဘူးတဲ့အိမ်မှာပဲအမေသင်ပေးမယ်ဆိုပြီးတော့သူ့ကိုပြောတယ်အဲသူလည်းဟုတ်တော့ဟုတ်ပြီတော့သူပြောတာပေါ့အိမ်မှာပဲအမေကသူ့ကိုဆက်သင်ပေးတယ်နောက်ဆုံးသူကလည်းခုနပြောလို့ပေါ့နော်စ조사အားထုတ်တယ်ပါရမီရှိတဲ့ခါမှာနော်ဒီလျှက်စစ် electric ဒါကိုသူကတီထွင်နိုင်တဲ့သူဖြစ်လာ
နောက်ပိုင်းသူကကြီးလာတဲ့ကသူ့မိဆုံးသွားတဲ့ခါမှာနော်သူ့မိပစ္စည်းသူသင်ရင်းနဲ့မှအဲ့ဒီစာကိုသူသွားတွေ့တယ်မှာအော်ဇာလန်သူသဘောပေါက်သွားအဲ့ဒါပြောအော်ကျွန်တော်ရဲ့ဘဝတက်တာဒီလိုဖြစ်လာတာအမေရဲ့အားပေးစကားတခွန်ကြောင့်ပဲဆိုသူကတက်တည်ခံခဲ့တာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီຢာကကျွန်တော်တို့ရဲ့မိဘတွေရဲ့အသက်တာမှာကိုယ်သားသမီးတွေပေါ်မှာဆုချဖို့ချီးကျူးဖို့အားပေးဖို့ဘလောက်ရေးကြီးတယ်လဲဆိုတာကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။ဒါနဲ့ဆန့်ကျင်မဲ့တစ်ခါလေကျွန်တော်တို့တွေ့ရလိမ့်မယ်ကျွန်တော်တို့ကိုယ်တိုင်လည်းကြုံရလိမ့်မယ်။တချို့သောမိသားစုတွေကြီးတဲ့အခါမှာကိုယ်သားသမီးတွေကသူတို့တစ်ခုခုလှုပ်လာပြီးတော့နော်ဝမ်းသာအားရနဲ့မိဘကိုလာပြတဲ့အခါသူတို့မျောလင့်ထားတာအာသားလေးတော်လိုက်တာပါဟာကောင်းတယ်ကွာပေါ့။ဒါပေမဲ့မိဘတွေကဘာပြန်ပြောကြတာဒါလေးလှုပ်တာများဘာအထင်ကြီးကြရှိလို့လဲအောင်မလဲငါတော့ငယ်တော့ဆိုဒီတက်တောင်လှုပ်တတ်သေးတယ်အဲ့လိုတချို့ကပြန်ပြောတယ်ဒါလေးလှုပ်တာလာပြရင်ဒီမှာမအားပါဘူးဆိုမှစသဖြင့်ပေါ့နော်တခါလေကျွန်တော်တို့ကမိဘရဲ့အားပေးမှုကိုမျော်လင့်နေတဲ့သားသမီးကိုကျွန်တော်တို့ကခုနပြောလို့ဆောက်ကံလိုက်တာအဲ့ဘာနဲ့လာပါဆိုတော့တခါလေဝက်ကနေကန်ချပလိုက်တယ်လို့ဒီတက်ကိုခံရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးခံရတဲ့အခါမှာသားသမီးတွေဘယ်လိုမျိုးဖြစ်ကြတယ်လဲဒါကျွန်တော်တို့သားသမီးတွေဖြစ်ခဲ့တဲ့လူတွေကောင်းကောင်းနားလည်မှာဖြစ်ပါတယ်လို့နော်ဆိုတော့တခါလေဒါတွေကကျွန်တော်တို့ရဲ့ယဉ်ကျေးမှုလားကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နဲ့ဆိုင်သလားစဉ်းစားလို့မရနော်တခါကျွန်တော်တွေ့ရတဲ့စာတစ်ခုမှလည်းပဲဘာပြောထားလဲဆိုတော့အနောက်တိုင်းနိုင်ငံမိဘတွေနဲ့ရှေ့တိုင်းနိုင်ငံမိဘတွေကသားသမီးတွေပေါ်မှာဆက်ဆံပြုမှုတဲ့အနေထားမတူတာကိုပေါ်ပြထားတယ်ဒါလည်းအံ့ဩစရာပဲမရီနကကျောင်းတစ်ကျောင်းမှာကျောင်းသားတွေပြိုင်ပွဲလုပ်တဲ့အခါမှာအနောက်တိုင်းနိုင်ငံကကလေးတွေလည်းပါတယ်အရှေ့တိုင်းနိုင်ငံကလေးတွေလည်းပါတယ်သူတို့ပြိုင်ပွဲလုပ်တဲ့အခါမှာနောက်တိုင်းနိုင်ငံကလေးတွေသူတို့ပြိုင်ပွဲဝင်တဲ့အခါမှာမားသွားတယ်ဗျာသူတို့အမှတ်မချိတ်ဘူးဗျာအဲ့အခါမှာသူတို့မိဘတွေကဘာပြောလဲwell done very good doesn't matter just try ကောင်းတယ်ကြိုးစားဘာမှမသားပြသပြီးအဲ့လိုမျိုးအားပေးတယ်အရှိတဲ့နိုင်ငံကကလေးတွေပြိုင်လို့မာရင်သွားပြီအမတ်လျှော့သွားပြီဆိုရင်မိဘတဲ့ပါသားနင်ဒီလောက်ညံ့လားဒီလောက်တော့မလုပ်တတ်ဘူးလားငါနဲ့များကွာပါအဲ့လိုမျိုးអော်တယ်တဲ့ဆိုတော့ဒါဘာကွာလဲမိဘချင်းတူတူပေါ့တခါလေကျွန်တော်တို့ယဉ်ကျေးမှုကြောင့်လားကျွန်တော်တို့ပတ်ဝန်းကျင်ကြောင့်လားဘာလဲဆိုတာကျွန်တော်တို့ကစဉ်းစားမှာဖြစ်ပါတယ်အားလုံးတော့မဟုတ်ပါတော့ဒါပေမဲ့သူရပေါ်ပြတဲ့ generally ပေါ့ရေဘူးရသဘောမှာအဲ့လိုမျိုးတွေ့ရတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ကကိုယ်သားသမီးတွေကိုနော်သူတို့ကောင်းတဲ့လောက်ရဘလောက်ပဲသေးငယ်ပါစေနော်ကျွန်တော်တို့ကဆုချပါဆောက်မကံပါနဲ့ဒုတိယအချက်အနေနဲ့ဝေမျှချင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့နောက်ဆုံးစလင်ကတော့ဆုတောင်းပေးပါတဲ့ဆူအောင်မလုပ်ပါနဲ့တဲ့ဆုတောင်းပေးပါနော်ဆူအောင်မလုပ်ပါနဲ့ဆိုတော့ကိုသားသမီးတွေအတွက်ဆုတောင်းပေးရမယ်ကျွန်တော်မိဘတွေကဆူအောင်မလုပ်ပါနဲ့ဆူအောင်မလုပ်ပါနဲ့ဆိုတော့သူတို့ဒုက္ခရောက်အောင်သူတို့ရဲ့ဘဝသက်တာမှာကြင်ချင်းအမင်္ဂလာတွေခံစားရအောင်ကျွန်တော်တို့အဲ့လိုမလုပ်မိဖို့တတိထားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ငယ်ကလည်းပဲအမေကပြောဆိုတယ်ဖိုးခွားတဲ့အမိုးတို့ကတဲ့ဖိုးခွားတဲ့ဆုတောင်းပေးတာလွဲလို့ဘာမှမလုပ်တတ်ဘူးတဲ့အမြဲတမ်းဆုတောင်းပေးနေတယ်တဲ့ဆိုတော့ဒီလိုမိဘရဲ့ဆုတောင်းပေးမှုကြောင့်ကျွန်တော်တို့ရဲ့အသက်တာသည်နော်မကောင်းသောဘေးကနေမမြင်ရတဲ့ဘေးကနေအန္တရာယ်တွေကနေအကျဉ်းချင်းလွတ်မြောက်ခဲ့တယ်နော်မကောင်းတဲ့အပေါင်းအသင်းတွေကနေပြီးတော့ကင်းဝေးခဲ့တယ်ဆိုတော့ဒါတွေကမိဘရဲ့ဆုတောင်းပေးခြင်းကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဆိုတော့ကျမ်းစာထဲမှာကြည့်ရင်လည်းဒါဝိမင်းကြီးကသူ့ရဲ့သားဖြစ်တဲ့ရှောလမုန်မင်းအတွက်ဗိမာန်တော်ထဲမှာဝင်ပြီးတော့ကိုဆုတောင်းပေးတာနော်ဆိုတော့သားသမီးတွေအတွက်ဆုတောင်းပေးတဲ့ခါမှာနော်သူတို့ရဲ့မိဘတွေရဲ့ဆုတောင်းပေးခြင်းကအရေးကြီးတယ်ဆိုတာကိုသိနေတာတော့တခါလေကျွန်တော်တို့ကမကြာခဏပြက်ကွက်မိတာတွေရှိတတ်တယ်တခါလေဆုတောင်းဖို့စိတ်မပါတော့တာတွေလည်းပဲရှိတယ်ဆိုတာကျွန်တော်မိဘတွေကြုံဘူးမှဖြစ်ပါတယ်တော်ပြီသူမတောင်းပေးတော့နော်ဆုတောင်းပေးလဲလကားပဲဘာမှလည်းမထူးခြားဘူးစသဖြင့်တခါလေအဲ့လိုကျွန်တော်တို့ကခံစားပြီးတော့
သားသမီးတွေတဲ့စုမတောင်းတော့ဘူးစုတောင်းခြင်းကိုကလက်မြောက်အရှုံးပေးလိုက်တဲ့အနေထားမျိုးတွေတစ်ခါလေရှိတတ်တယ်တကယ်ကြအဲ့လိုမဖြစ်သင့်ဘူးဆိုတာကျွန်တော်တို့မိဘတွေအနေနဲ့နားလေသဘောပေါက်ထားမှာဖြစ်ပါတယ်ဆိုတော့သားသမီးတွေစုတောင်းပေးတဲ့ခါမှာနော်ချိရောက်တဲ့စုတောင်းချက်တကိုးနဲ့ပြည့်ဝတဲ့စုတောင်းချက်ဖြစ်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုခံယူထားရမလဲဆိုရင်နံပါတ်1ချက်က acknowledge ဝန်ခံလက်ခံထားမယ်ဘာဝန်ခံလက်ခံထားရမလဲဆိုရင်တဲ့ကျွန်တော်တို့ရဲ့သားသမီးတွေကဖယားနဲ့ပထမဦးဆုံးဆိုင်တယ်ပြီးမှကျွန်တော်တို့နဲ့ဆိုင်တယ်နော်ဆိုတော့ဆာလံကျန်တဲ့ဆက်ကိုသုံးပါဖွားမြင်သောသားသမီးတို့သည်ဘုရားသခင်ဆုချတဲ့အမွေဥစ္စာဖြစ်တယ်လို့ပြောထားတာဆိုတော့ကျွန်တော်တို့ကိုယ်ပိုင်မဟုတ်ဘူးဖယားရဲ့ပိုင်ဆိုင်တဲ့ရောက်ကျွန်တော်တို့ကိုအမွေဥစ္စာဖြစ်အနှင်ထားတာဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကတကယ်ဝန်ခံထားရမယ်နားလည်ထားရမယ်သဘောပေါက်ထားရမယ်ကဲလေချိုးမိဘတွေတွေးလိမ့်မယ်ကိုသားသမီးကိုကိုအလိုတိုင်းကိုဖြစ်ချင်တဲ့အတိုင်းပုံသွင်းတယ်နော်အဲ့လိုပုံသွင်းတဲ့ခါမှာသားသမီးတွေကသူတို့မဖြစ်ချင်တာတွေလုပ်ရတယ်မလုပ်ချင်တာတွေလုပ်ရတယ်နောက်ဆုံးချိုးသားသမီးတွေကရွဲ့ပြီးတော့လှုပ်ချင်တယ်ရှောက်လုပ်လိုက်ဒါအဲ့ဒီခါမှာမိဘတွေရင်ကွဲရဒါလည်းကျွန်တော်တို့တွေ့ဘူးကြုံမှုကြမှာဖြစ်ပါတယ်ဆိုတော့ဒီအချက်ကိုကျွန်တော်တို့အများနဲ့ဝန်ခံတတ်မယ်ကိုယ်သားသမီးဆိုတာဒါဖျားပိုင်နေရကိုပိုင်အရာမဟုတ်ဘူးနော်ဖျားပိုင်နေတဲ့ကြောင့်ဖျားရဲ့အလိုတော်နဲ့ညီကျွန်တော်တို့ကခုနပြောလို့ဆုံးမသွန်သင်ရမယ်ကြွေးမေးဆောက်ရှောက်ရမယ်ခုနကတော့ရှင်ပေါလုပြောထားတယ်ပေါ့နော်ဒုတိယအချက်အနေနဲ့ကတော့ be an example စံနမူနာကောင်းပြရမယ်ဆိုတော့ခရိယာတရားရဲ့တက်တာဘလို့တက်ရှင်ရမလဲဘယ်လိုဖြောင့်မခြင်းကိုယူဆောင်ရမလဲဘယ်လိုသစ္စာတရားတွေတည်ကြည်ရမလဲဆိုတော့မိဘတွေကသားသမီးတွေရှေ့မှာစံနမူနာကောင်းနေနဲ့ဖြစ်ရဆိုတော့သူတို့လှုပ်တင်တာလှုပ်ချင်တာမလှုပ်ဖို့တဲ့ကျွန်တော်တို့ကမိဘတွေကအကြောင်းပြချက်တွေဖြစ်သွားတာမျိုးအဲ့လိုမျိုးမဖြစ်စေဖို့အရေးကြီးတယ်ကျွန်တော်တွေ့ရလိမ့်မယ်တချို့မိသားစုတွေမှာသားသမီးတွေဖျားချောင်းသွားချင်တယ်ဒါပေမဲ့မသွားဘူးဘာဆိုတော့သူမိဘကမသွားလို့သူတို့ကဖျားချောင်းသွားချင်တော့လည်းပဲသူမိဘတွေကဖျားချောင်းမသွားတဲ့ကြောင့်ငါမေဖေလည်းမသွားငါလည်းမသွားဘူးပေါ့နော်တခါလေမိဘတွေကသားသမီးပြောအေးသားဖိုးကဘုံမဖျားချောင်းသွားနော်သူတို့ကဖိန်ကမထဘူးအိမ်မှာပဲနေဆိုတော့သားသမီးတွေကြောဒီလိုလှုပ်ပြောတယ်သူတို့ကမလှုပ်ဘူးဆိုတော့အဲ့ဒီခါမှာတခါလေသားသမီးတွေကကောင်းတာလှုပ်ချင်တော့လည်းပဲမလှုပ်ဖြစ်အောင်မိဘတွေကသူတို့အတွက် excuses ပေါ့အကြောင်းပြချက်တွေဖြစ်နေတာကိုကျွန်တော်တွေ့ရအဲ့လိုမဖြစ်ဖို့အတွက်ကျွန်တော်တို့မိဘတွေကလည်းပဲအရန်တတိထားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီသားသမီးတွေဆုတောင်းတဲ့ခါမှာလည်းပဲနော်သူတို့နဲ့ကျွန်တော်တို့ကအတူတကွဆုတောင်းရုံသာမကဘူးခရစ်တော်ကဲ့သို့ပုံသက်သေကောင်းကိုလည်းအမြဲတမ်းပြနိုင်တဲ့မိဘတွေဖြစ်ဖို့အရေးကြီးတယ်နော်အပြောမဟုတ်ဘူးလက်တွေ့ပုံသက်သေကောင်းပြနိုင်ရမယ်နောက်တစ်ချက်ကတော့ consistency လို့ပြောတဲ့တသမတ်တည်းဖြစ်တာနော်ဆိုတော့ကိုယ်အမြဲတမ်းသားသမီးတွေပုံမှန်ဆုတောင်းပေးနေလို့ဖြစ်ရမယ်ဆုတောင်းပေးလိုက်စိတ်တက်ကြမတောင်းပေးလိုက်ပြန်တခါကျစိတ်ပူတခါပြန်တောင်းလိုက်တခါကျမတောင်းလိုက်အဲ့လိုသဘောမျိုးမဟုတ်ဘဲနဲ့အမြဲတမ်းတသမတ်တည်းကိုဖြစ်နေရမယ်အမြဲတမ်းဆုတောင်းပေးနေတယ်အမြဲတမ်းသူတို့နားမှာရှိတယ်အမြဲတမ်းသူတို့ကိုချစ်ချင်းမေတ္တာပေးတယ်သူတို့ကိုဂရုစိုက်တယ်ဆိုတော့အမြဲတမ်းတသမတ်တည်းဖြစ်နေဖို့အရေးကြီးတာဆိုတော့ကျွန်တော်တို့ရဲ့မိဘတွေအဖြစ်နေပေါ့ဆိုတော့သားသမီးတွေကသိတယ်နော်ကျွန်တော်တို့ရဲ့ပုံမှန်ဆုတောင်းပေးလားမပေးဘူးလားသူတို့ဒီထဲမှာခံစားမှုရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒါကိုလည်းပဲအမြဲတမ်းတတိထားပြီးတော့အမြဲတမ်းတသမတ်တည်းဖြစ်ဖို့နော်အမြဲတမ်းဆုတောင်းပေးနေရမယ်အမြဲတမ်းသူတို့ချစ်ချင်းမေတ္တာပေးရမယ်အမြဲတမ်းဂရုစိုက်ပေးနေရမှာဖြစ်ပါတယ်အဲ့လိုပြောလို့တိတ်လွယ်သလားဆိုတော့မလွယ်ပါဘူးနော် parenting လို့ပြောတယ်မိဘပြုခြင်းခုနပြောသားသမီးရဲ့ဆုတောင်းပေးခြင်းဆိုတာရိုးရှင်းတယ်ဒါပေမဲ့အရန်ကိုစိန်ခေါ်ချက်တွေများပါတယ် simple but challenging ရိုးရှင်းတယ်ဒါပေမဲ့အရန်ကိုစိန်ခေါ်မှုတွေရှိဆိုမိဘဖြစ်တဲ့သူတွေအားလုံးကျွန်တော်အချင်းချင်းနားလည်ကြမှာဖြစ်ပါတယ်ခံစားမှုကြမှာဖြစ်ပါတယ်ဆိုတော့ဆုတောင်းပေးပါဆူဆော့မလုပ်ပါနဲ့တော့တခါလေတချို့မိဘတွေကသားသမီးတွေကိုကောင်းကြီးပေးရမယ်စားဆုတောင်းပေးရမယ်စားဆိုအဲ့ဒါချိန်တာပေါ့
ဘယ်တော့မှကောင်းစားမဲ့လူတွေမဟုတ်ဘူးဘယ်တော့မှဒါတွေဖြစ်လာမဟုတ်ဘူးနင်တို့ဒုက္ခရောက်မယ်ဒုက္ခရောက်စေနင်တို့တွေးလိုက်မယ်စသဖြင့်ပေါ့နော်မိဘတွေကပါဇက်ထွက်လာတဲ့တခါတည်းဒါဆိုတော့ကြိမ်ချင်းနေရောနဲ့ထွက်လာတယ်ဆိုအဲ့ဒီခါမှာသားသမီးတွေရဲ့အသက်တာမှာအဲ့ဒီမိဘရဲ့နှုတ်ထွက်စကားတွေကတက်ရောက်မှုရှိတယ်ကျွန်တော်ရဲ့နှုတ်ကနေကောင်းကြီးပေးတဲ့စကားတွေထွက်လာရင်သားသမီးတွေကောင်းကြီးခံစားရမယ်ကျွန်တော်နှုတ်ကလည်းဒါဆိုအမင်္ဂလာတွေထွက်လာရင်တို့အမင်္ဂလာခံစားရတယ်တို့ရဲ့သက်တာဘလောက်ပဲမလိမ္မာပါစေဆိုးပါစေနော်ကျွန်တော်မေကပြောတယ်မိဘဆိုတာတဲ့သားသမီးဘယ်တော့မှမကြိမ်စေရဘူးတဲ့ဆိုတော့အဲ့ဒီစကားကကျွန်တော်တို့မိဘတွေအတွက်အရန်ကိုအရေးကြီးတာပေါ့နော်ဆိုတော့ကျမ်းစာမှာကြည့်ရင်လည်းပဲဓမ္မဟောင်းကျမ်းမှာကြည့်လိုက်ရင်မိဘရဲ့နှုတ်ကထွက်သွားတဲ့စကားတွေကပြန်ရုပ်လို့မရတော့ဘူးနော်ဟုတ်လားဆိုတော့မိဘရဲ့နှုတ်ကထွက်သွားတဲ့စကားကပြန်ရုပ်သိမ်းလို့မရတော့ဘူးဆိုတော့ तू ထွက်လိုက်ပြီဆိုရင်ဒီစကားကသူ့ဘောတက်ရောက်သွားပြီ sorry ဆိုတာမရဘူးနော်ဆိုတော့ဒါကြောင့်ကျွန်တော်မိဘအနေနဲ့လည်းခုနပြောတော့ဒေါသကိုထိန်းနိုင်ဖို့ရည်ကြီးတယ်ဒေါသလျောက်မပြောမိဖို့လဲကျွန်တော်တို့အရန်ကိုတတိထားမှာဖြစ်ပါတယ်ဆိုတော့သားသမီးတွေအတွက်နော်ဆုတောင်းတဲ့မိဘများဖြစ်ဖို့သားသမီးဘဝတတဆူးဆူးအောင်လုပ်မိတဲ့မိဘတွေမဖြစ်ဖို့ကျွန်တော်တို့တက်တာမမြဲတမ်းဆင်ခြင်ကြမှာဖြစ်ပါတယ်လို့ဒါကြောင့်ဒီနေ့မိဘပြုခြင်းလို့ပြောတဲ့အခါမှာနော်ကျွန်တော်တို့ကတာမန်မိဘမဟုတ်ဘဲနဲ့ခရိယန်မိဘတွေဖြစ်တယ်ခရိယန်အိမ်တော်ကိုတိဆောက်နေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတာမန်မိသားစုထက်ပိုးပြီးတော့နော်ဘုရားသခင်ရဲ့ခေါ်ယူခြင်းကိုခံရတယ်ဘုရားသခင်ရဲ့အနှင်းခြင်းကိုခံရတယ်ဘုရားသခင်ရဲ့စိတ်ချယုံကြည်မှုခံရတယ်ဘုရားရဲ့ကောင်းကြီးကိုလည်းပဲခံရတယ်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒီသားသမီးတွေကိုပြုစုပြောထောင်တဲ့အခါမှာနော်ဒီစလိန်၃လုံးလေးကိုကျွန်တော်အနေနဲ့ဝေမျှခြင်းဖြစ်ပါတယ်နော်သားသမီးတွေကိုဆုံးမသွန်သင်ပါစုပူကျိမ်းမောင်းတာမလုပ်ပါနဲ့နော်သားသမီးတွေကိုဆုချပါနော်အားပေးပါဆောက်မကံပါနဲ့နော်နောက်ဆုံးတစ်ချက်ကတော့သားသမီးတွေအတွက်ဆုတောင်းပေးပါသားသမီးတွေဘဝဆူဆူအောင်လုပ်မိတဲ့မိဘတွေမဖြစ်ပါစေနဲ့ဆိုတော့ကျွန်တော်ရဲ့တက်တာမှာဤကဲ့သို့သားသမီးတွေကိုနော်ဘုရားပေးထားတဲ့မွေအောက်စာတွေကိုပြုစုပြောတောင်းတဲ့အခါမှာလည်းပဲကိုယ်ခွန်ကိုယ်အားနဲ့တော့မဖြစ်နိုင်ပါဘူးနော်မဖြစ်နိုင်ဘူးဘာလို့ခရစ်ယာန်အိမ်တော်ဖြစ်တဲ့ကြောင့်မို့ခရစ်တော်မပါလို့မဖြစ်ဘူးဘုရားမပါလို့မဖြစ်ဘူးဘုရားကျွန်တော်တို့ကိုခွန်အားမပေးလို့ဘယ်လို့မှမဖြစ်နိုင်ဘူးဒါပေမဲ့အဲ့လိုမဖြစ်နိုင်ဘူးပြောလို့မလုပ်တော့နဲ့ပြောတာမဟုတ်ဘူးကျွန်တော်တို့မှာဘုရားပေးထားတဲ့ခွန်အားရှိတယ်အစွမ်းရှိတယ်ဉာဏ်ရှိတယ်ဉာဏ်စွမ်းရှိသည်မြအစွမ်းရှိသည်မြတော့ကျွန်တော်တို့ကတော့ကိုယ်သားသမီးကိုဆုံးမသွန်သင်ပဲ့ပြင်ထိန်းချောင်းရမှာဖြစ်ပါတယ်လိုတဲ့အရာကိုဘုရားရဲ့လက်ထဲကိုစက္ကပ်အနိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ခရစ်ယာန်အိမ်တော်ဘဝတက်တာမှာကိုယ့်ရဲ့ဘုရားပေးထားတဲ့သားသမီးများကိုနော်ဘုရားရဲ့အလိုတော်နဲ့ညီဆုံးမသွန်သင်ပြီးတော့ဘုရားရဲ့တရားတော်လမ်းတိုင်းသားသမီးများကိုပို့ဆောင်ပေးနိုင်တဲ့မိဘများအရောက်စီတိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းရင်းနဲ့ပဲဘုရားဒေသနာကိုဒီညမှာပဲဆုံးသတ်လိုပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့မိဘတွေသားသမီးများကိုပက်ပြန်ခြင်းလမ်းညွှန်ကျွန်တော်တို့အားလုံးကျမ်းစာပြီးပြည်သိနိတုခွန်အားရပြီးတော့မှလက်တွေ့ကြကြလဲလှုပ်ဆောင်မှုပြမယ်ယုံကြည်ပါတယ်လို့ဒီနေ့ဒေသနာကိုကျွန်တော်တို့ကိုအသေးအချာလေးသွန်သင်ပြီးမှဝိငါပေးတဲ့ကျွန်တော်တို့ဘုန်းတော်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့အခုအချိန်မှာဘုန်းတော်တို့ချွန်မွန်ပေးဖို့ဗမော်မြို့ကရင်နေချင်းအသိန်းတော်မှာရှိတဲ့လူငယ်များချွန်မွန်ဖို့ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်လို့
ကုန်မြတ်တာလူတွေပေါ်မှာပိုရှန်ခဲ့တာဂျာတွေအားလုံးပြောင်းလဲကျေးဇူးတော်ပဲလေနေစရာတိုင်းစရာတွေစိတ်ကချွေရဖို့သွင်းတွေများတဲ့တန်းနဲ့ရှိခဲ့ပြီမဲ့လေကိုရရှိရဲ့ချွေဝါခြင်းတွေရကတိန်တွန်းဆုံးရလို့နေဂျာတွေအားလုံးပြောင်းလဲကျေးဇူးတော်ပဲလေဘယ်ခြင်းဆိုကျေးဇူးကြတွေပြေလို့ရှာအောင်ကောင်းမြတ်နေတာပေချာရင်တွန်းစင်စားကြည့်ရင်စင်ပြေကြတွေဒုက္ခပြဿနာအဝေးဆုံးရောက်သွားမှာကျေးဇူးကြတွေတွေ့ချီးမွမ်းမှာရှင်ဝေးရလာတွေပိုင်ဆိုင်နေပါတော့လေကျေးဇူးတရားများပြေဝါနေခဲ့ပေကိုရရှင်ရဲ့ပေါ်မကုန်မြတ်တာလူတွေပေါ်မှာပူရှန်ခဲ့တာဒါတွေအားလုံးပြောင်းလဲကျေးဇူးတော်ပဲလေနေစရာတိုင်းစရာတွေစိတ်ကချွေရပေါ်တဲ့တွေအများနဲ့တန်းနဲ့ရှိခဲ့ပြီမဲ့လေကိုရရှင်ရဲ့ကျွဲဝါခြင်းတွေရကတိန်တွန်းဆုံးရလို့နေဒါတွေအားလုံးပြောင်းလဲကျေးဇူးတော်ပဲလေဘယ်ချိန်နေဆိုကျေးဇူးကြတွေပြေလို့ရှာအောင်ကောင်းမြတ်နေတာပေချာရင်တွင်စင်စားကြည့်ရင်စင်ပြေကြတွေဒုက္ခပြဿနာအဝေးဆုံးရောက်သွားမှာကျေးဇူးကြတွေတွေ့ချီးမွမ်းပါဘယ်ချိန်နေဆိုကျေးဇူးကြတွေပြေလို့ရှာအောင်ကောင်းမြတ်နေတာတေချာရင်တွေ့စင်စားကြည့်ရင်စင်ပြေကြတွေဒုက္ခပြဿနာအဝေးဆုံးရောက်သွားမှာကျေးဇူးကြတွေတွေ့ချီးမွမ်းပါကျေးဇူးကြတွေတွေ့ချီးမွမ်းပါ အသက်ကြီးမြတ်တဲ့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပေးသွားတဲ့ဘုံမျိုးဘယ်နည်းချင်းအသင်းတော်မှာသာသမီတွေအားလုံးအထူးပဲချီးကျူးတင်တယ်အခုအချိန်မှာကျွန်တော်တို့ကြားနာပြီးခဲ့ရသောဒေသနာတစ်ခုစီတိုင်းကျွန်တော်နှလုံးသားထဲမှာရှင်သန်ပြီးတော့မှလက်တွေ့ကြကြလဲသာသမီသွန်သင်လမ်းညွန်ပက်ပြင်နိုင်မိအကြောင်းအထူးအချုပ်ဆူတောင်းပေးဖို့ရအတွက်ဘုံမျိုးကရနေချင်းဆိုတာကဆရာစောထွန်းအောင်ယေရှုတော်ကိုဖိတ်ခေါ်ပါတယ်ဆုတောင်းကြပါစို့ကောင်းမြတ်၍သာမီတို့ကိုအစဉ်အမြဲဂရုပြုလျက်ချစ်တော်မူသောအဖထာဝရမြတ်စွာသောဘုရားဒီနေ့တာယာသောနေ့ရဲ့အသစ်ထဲမှာသာမီတို့ကိုအသက်ရှင်ခြင်းအခွင့်နဲ့တူဒီချိန်တိုင်းမှာလည်းဒီနေ့တောင်ကူမျိုးဒီနေ့ခရိယန်ကိုင်းပေါင်းစုံမြန်မာတူတူကဒီခရိယန်အိမ်ထောင်ဖွင့်နေတူဒီနေ့ဤမှာရှိသောဆရာတော်အလောလာမိသားစုရဲ့မိသားစုကျေးဇူးတော်ချီးမွမ်းခြင်းမှာသာမီတို့တူတူကပါဝင်လျက်မိသားရဖွဲ့ရသောအခွင့်အချိန်တိုင်းအလုံးစုံအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီနေ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကိုရရှင်ထာဝရဘုရားသည်သာမီတို့ကိုကောင်းချီးပေးပါတယ်။ကိုရဘုရားကျေးဇူးတော်ကြောင့်အတူတူကကိုရဘုရားရဲ့ကြီးမြတ်ကြောင်းကောင်းမြတ်ကြောင်းကိုအတူတူကဝန်ခံချီးမွမ်းလျက်ဒီနေ့ကြီးမြတ်တော်မူသောကိုရထာဝရဘုရားကိုပြတ်ဝတ်ကိုးကွယ်ရခြင်းအခွင့်အချိန်တိုင်းတို့ကိုပြင်ဆင်ပေးသောကြောင့်ကျေးဇူးတင်ပါတယ်။ကိုရဘုရားဤကနေ့ကြားနာရသောနှုတ်ကပတ်တော်အတွက်လည်း
ကိုရောကိုကျေးဇူးတင်နေသူတို့ဖြင့်ဒီနေ့နှုတ်ကပတ်တော်သည်ဒီနေ့သားပြီးတို့မိဘလူကြီးမိဘများတို့ကိုသူတို့ဖြင့်ခွန်အားပေးတဲ့အရာသွန်သင်သောအရာဖြစ်တယ်တို့လည်းကြောင့်ဒီနေ့ခံယူရရှိပြီးသောဒါမီရောက်စီတိုင်းအသက်တာထဲမှာဒီနေ့နှုတ်ကပတ်တော်သည်ဒါမီတို့အထဲမှာရှင်သန်ကြည်ထွားလက်ဒိုးပါစေဖို့တို့တဲ့မကဒီနေ့မိဘဘိုးဘွားတွေအားဖြင့်သာသမီမြေတွေကောင်းကြီးဖြစ်စေဖို့အကြောင်းမှစ၍ဒီကိုရောဗျာဒီနေ့ကြားနာရသောနှုတ်ကပတ်တော်ဒီကောင်းသောမြေမှာကြသောမျိုးစေ့ကဲ့သို့အစာ30 60တရားဒီဟုသောတိုးပွားများပြားခြင်းအတူရှိစေပါကိုရောထာဝရဘုရားရဲ့ဒီနေ့ဘုန်းတော်နာမတော်ဒီနေ့အိမ်တော်မိသားစုအသီးသီးထဲမှာတာ၍ထင်ရှားစေဖို့အကြောင်းကောင်းကြီးပေးတော်မူပါကိုရောဗျာဒီကနေ့ဝိပုကိုးကွယ်ခြင်းစီစဉ်၌အတူတူကပါဝင်ကြကုန်သောဓမ္မမူတော်ဆောင်တီဒီတို့မှာစ၍ဒီနေ့သင်သူသင်သားဧည့်သည်မိတ်ဆွေအယောင်စီတိုင်းတို့ပေါ်မှာဒီနေ့ကိုရရှင်ထာဝရဘုရားထံတော်ဘာမှကြွယ်ဝနဲ့ကောင်းခြင်းမင်္ဂလာအထူးဖြင့်ကိုရရှင်ဘုရားသားမီးတို့ကိုသိစေသောနားလည်စေသောခံယူစေသောအရာတွေအဖြစ်ဒီနေ့သားမီးတို့တူတူကခံယူလိုက်လျှောက်သက်ရှင်ပြီးတကာလကိုရဘုရားဘုန်းတော်ဖိုးလုံးငါဆက်လက်ပြီးသက်ရှင်လှုပ်ရှားရမယ်အမှုရာတို့ကိုကိုရထာဝရဘုရားဆက်လက်၍ခွန်အားပေးတော်မူပါမည်အကြောင်းစက္ကန့်နဲ့ဒီနေ့ကျေးဇူးတော်ချီးမွမ်းလက်ရှိသောဆရာတော်မိသားစုတို့မှစာယူအိမ်သူအိမ်သားအယောက်စီတိုင်းအထူးဖြင့်ဒီနေ့မွေးနေ့ကျေးဇူးတော်ကိုခံယူရရှိတဲ့ဘုံမူလေးအသက်တာဒီနေ့9နှစ်ပြည့်ကိုရရှင်ထာဝရဘုရားပို့ဆောင်ကောင်းကြီးပေးပြီးဖြစ်တယ်လို့လာမယ့်ရှောင်းလန်းရမယ့်နေ့ရက်ကာလအမှုရာအလုံးစုံတို့ကိုရရှင်ထာဝရဘုရားရဲ့လက်တော်အပြင်ပို့ဆောင်ကောင်းကြီးပေးပြီးတဲ့ကာလခန္ဓာဆွေဝိညာဉ်အသက်တာထဲမှာဒီနေ့ကိုရရှင်ထာဝရဘုရားရဲ့ဂျေဇုဂရုနာတော်သာ၍တိုး၍ပြေဝဆုံးလင်းစေဖို့အကြောင်းကောင်းကြီးပေးတော်မူပါဂျေဇုတော်ကြီးလာပါ၏ဟုဝန်ခံရင်းနဲ့အသက်တာအချိန်တိုင်းလုံးစုံတို့ကိုပြန်လည်ပြီးစက္ကန့်အနန္တခါမှာဒီနေ့ကယ်တင်ရှင်ယေရှုခရစ်တော်ဘုရားရဲ့နာမကိုမြည်ပြုလျက်ရိုသေစွာဖြင့်ဆုတောင်းစက္ကန့်နဲ့ဂျေဇုတော်ကိုချီးမွမ်းကြပါရဖဖရားသခင်အာမင်ချုပ်အပြည့်ဆုတောင်းပြီးသွားတဲ့ဆရာထွန်းကိုအထူးကျေးဇူးတင်တယ်အခုအချိန်မှာတော့သမီးငယ်လေးအတွက်အထူးစီစဉ်ပါမွေးနေ့ကိတ်ခွဲပြီးမှဖြစ်ပါတယ်လို့မွေးနေ့ကိတ်ခွဲခြင်းအစီအစဉ်ဖြစ်ပါတယ်လို့ဒီတဲ့အခါမှာကျွန်တော် Happy birthday Yeah.
ကိုကြီးဟိုတခါမှမမဟုတ်ဘူးတဲ့သူအားကြောင့်တခါမဟုတ်ခိုင်းဖို့လိုက်ရှာတယ် လေးပြန်ကိုဆောင်လေးခဏလေးနာခဏဝင်းနေရှင်ကလေးလေးအကောကြည့်တာဝင်းနေရှင်ကလာပါပြီကဲဟုတ်ပြီကဲအသက်ရှင်တဲ့ဘုရားသခင်ရဲ့ပို့ဆောင်ခြင်းတွေကိုကျေးဇူးချီးမွမ်းလျက်ငါနှစ်ပြည့်လက်ရှိတဲ့သမီးငယ်လေးနဲ့အတူ46နှစ်ရှိတဲ့ကျွန်တော်တို့ရဲ့လုပ်ဖို့ဆောင်မဲ့ကိုအရှိကြီးဒီနေ့သူတို့အသီးသီးရဲ့မွေးနေ့မှာဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းဂုဏ်ပြုသောအဖြစ်ထွန်းညှစ်ထားတဲ့ဘုရားနိုင်တဲ့ကိုမုတ်တပ်ပြီးယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်လို့တင်းနဲ့သုံးကဲအသေးသေးကိတ်မှုလီးချက်ပြီးဖြစ်ပါတယ်လို့Happy birthday. Session at Piatkan go to be Chimone, Dennis Sharon, to the Mingalia Munichizu Chimonjin, Kushiji, there's a China Munichizu Chimonjin, General Korea and all, upon a good pick call, Bido Mitazun at 2, Chimon went, paid it to the session of Piago to be Chizu Tene, Lekan paid the Sharon and Mitazun at the Ongle, a 2 be Chizu Ten down, Pio Chalu Barelo. မိသားစုမှယုံကြည်ရတယ်နော်ယုံကြည်ခြင်းနဲ့ပြောမှာနော်မိသားစုမှပြင်ဆင်ပေးတဲ့အဟာရတွေကိုစက္ကဆုတောင်းပေးဖို့ရန်အတွက်မမအောင်ယေရှုတော်မှာဖိတ်ခေါ်ပါတယ်လို့ကျေးဇူးတော်ချီးမွမ်းပါသောမြတ်တော်ရှင်ဖဖေဟာကိုတော်ပြင်ဆင်ပေးသောအချိန်နာရီအသက်တာအတွက်ကိုတော်ကျေးတော်ကိုချီးမွမ်းပါတယ်အထူးသဖြင့်ကိုတော်ဖျားကျေးတော်တဲ့အားဖြင့်သာလျှင်ဒီနေ့မှာဒီသင်တော်မှာရှိသောအဖတင်အုပ်ဆရာသူ၏သမီး9နှစ်မြောက်မွေးနေ့ကျေးတော်ချီးမွမ်းခြင်းနဲ့အတူကိုရှေကြီး46နှစ်မြောက်မွေးနေ့ကျေးတော်ချီးမွမ်းခြင်းနဲ့အတူတာတိမတော်၏တောင်ငူအသင်းတော်များကောင်စီလက်အောက်မှာရှိသောခရိယန်အိမ်တော်ဝတ်ပြုကိုကွယ်ခြင်းအစီအစဉ်မှာတာတိမတော်ပါရှိသည့်အတွက်အစီအစဉ်စားလက်အဆုံးတိုင်အောင်ကောင်းမွန်စွာဝတ်ပြုရသည့်အခွင့်နဲ့အတူဒီနေ့ကြားနာရသောကိုယ်တိုင်နှုတ်ကပတ်တရားတို့အတွက်တာသမီရောင်စီတိုင်းတို့အတွက်ဝိညာဉ်ခွန်အားဝိညာဉ်အစာပြည့်ပြည့်ဝဝစားသုံးရသည့်အတွက်လည်းကိုယ်တော်ခြေတော်ကိုချီးမွမ်းပါတယ်ဝတ်ပြုကိုကွယ်ခြင်းအစီအစဉ်ပြီးဒီနောက်မှာလည်းအိမ်သူအိမ်သားမိသားစုမှမြစ်တာနဲ့တကယ်လည်းရှိသောအစားအစာခုစီတိုင်းကိုလည်းကိုတော်ဖျားကောင်းကြီးများလည်းချပေးသနာတော်မူပါမြစ်တာနဲ့တကယ်လည်းရှိသော
လေမြမေတ္တာနှင့်တခင်လက်ရှိသောအစာမကုန်ခန်းသောအရာများသည်လည်းကိုတော်ဖျားထံပါမှကောင်းကြီးမင်္ဂလာများလည်းချပေးသနာတော်မူပါရှေ့ဆက်မိမွေးနေ့ရှင်အသက်တာတော်၎င်းသက်ဆိုင်လက်ရှိသောမိသားစုများအသက်တာအသီးသီးတော်၎င်းကိုတော်ဆက်လက်လမ်းပြပို့ဆောင်မှသာကောင်းကြီးပေးသနာတော်မူပါသာသမီရောက်စီတိုင်းတို့သည်လည်းအစာအစာများကိုယုံကြည်သုံးဆောင်သည့်အခါမှာဝိညာဉ်ကိုအားကာယကိုအားနှင့်အတူအကောင်းဆုံးသောအသွေးအသားနှင့်ချမ်းသာခြင်းအခွင့်ကိုယ်တော်ကျေးတော်ကိုပြန်လဲရည်တွက်ချင်းမရတဲ့အခွင့်ကိုကူညီမှသာပေးသနာပါမည်အကြောင်းခရစ်တော်၏မာနမကိုအမိပြုလျက်ရိုသေစွာဖြင့်ဆုတောင်းခြင်းနဲ့အတူကျေးဇူးတော်ပေါင်းကိုချီးမွမ်းလျက်အစာအစာများကိုအတူတကွယုံကြည်သုံးဆောင်ပါ၏မြတ်တော်ရှင်ဖခင်အာမင် အရာအတွက်ချီးမွမ်းပေးတော်တဲ့ဆရာသူပဲကျေးဇူးတင်နေအခုဒီမှာမိသားစုမှာကျေးဇူးတင်စကားပြောကြားခြင်းနဲ့အတူကြီးညာခြင်းများကိုကြီးညာပြုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်လို့ ဒီနေ့ဘုရားသခင်ပြင်ဆင်ပေးသောအချိန်အင်မတန်မှလာပါပြီးတော့ဘုရားသခင်ပြုတဲ့အရာတွေအားလုံးကျွန်တော်တို့ဘုရားကိုအထူးပဲကျေးဇူးတင်တယ်ဒီနေ့ခရိယာအိမ်တော်ကိုဆရာတော်ရှိတာကျွန်တော်တို့နဲ့တွေ့တဲ့အခါမှာကျွန်တော်ကလက်ခံမယ်လို့ပြောတော့သူလည်းအယံပြောတယ်ကျွန်တော်လည်းအယံဝမ်းသာတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီတောင်ငူမြို့မှာရှိတဲ့အများကြီးကျွန်တော်တို့ကရင် church တွေကတော့အချင်းချင်း fellowship တွေပုံများတယ်ဒါပေမဲ့ခရိယာအိမ်တော်ဝင်ကကျွန်တော်နည်းနည်းလေးအလန့်ဟဒါပေမဲ့ဒီခါမှာကျွန်တော်တို့လက်ခံရတဲ့အတွက်ဘုရားသခင်ကျေးဇူးတင်တယ်လို့ကျွန်တော်တို့ ਨੇ အတူတကွเนาะဆရာရှိတာထဲထဲဝင်ဝင်လာပြီးတော့เนาะကျွန်တော်တို့ ਨੇ အတူတကွလက်ခံပေးဖို့ရန်အတွက်เนาะကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်လည်းအယံပြောတယ်ဆရာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့ဒီနေ့ကြွားလာတဲ့အသင်းတော်အသီးသီးမှเนาะမှုတော်ဆောင်များတော်၎င်းဘုန်းတော်ကြီးများတော်၎င်းလူငယ်ခေါင်းဆောင်ဆရာဆရာမများနေဒီမှာရှိတဲ့เนาะမှုတော်ဆောင်အားလုံးနဲ့ကျွန်တော်တို့ချစ်၍เนาะခရစ်ဂိုင်းမောက်ဆောင်ချစ်၍လာရဖို့ပြုဖို့ကြတော့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့ဒီနေ့မွေးနေ့ကျသူတော်တော်များတယ်ကျွန်တော်ဟို9နာရီတည်းကမွေးနေ့လိုက်ရှိခိုးတာအခုဒီတမစ်တိမ်မှမစားသေးဘူးเนาะဘာဖြစ်လဲဆိုတနိုင်ချဆိုတော့เนาะအဲ့ဒါကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်ဒီအသင်းတော်ကြီးမှာပဲဒီ March last bomb minute ကျွန်တော်ဆူတောင်းတာ19ရက်လောက်ရှိတယ်ဆိုတော့ကိုရှိလည်းပါတယ်ဆိုတော့ဒီနေ့မွေးနေ့ကျတဲ့သမီးတော်၎င်းဒီနေ့ March လမှာမွေးနေ့ကျတဲ့သားသမီးများအားလုံးပေါ်တော်၎င်းအထူးသဖြင့်ကျွန်တော်တို့ချစ်တဲ့ကိုရှိကြီးတခါမှเนาะကျွန်တော်ခေါ်လို့မရဒီတခါဆရာရှိတာကြလားမသိဘူးသူလည်းလာတယ်เนาะကျေးဇူးတင်တယ်ပြီးတော့တခြင်းအပြင်ကုန်တော်ချီးမွမ်းပေးတော့အသင်းတော်အသီးသီးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ပြုကိုဝေခြင်းပြီးတဲ့အခါမှာကျွန်တော်တို့မိသားစုများမှာပြင်ဆင်ပေးတဲ့စဟာရရှိပါတယ်လို့ကျွန်တော်တို့အားလုံးတွေပြင်ဆင်ထားတဲ့အတွက်အားလုံးသုံးဆောင်ပြီးမှเนาะဒီဟာเนาะကိုရှိတဲ့နေရာဒေသကိုပြန်ဖို့ရအတွက်အနုညွတ်လဲဖိတ်ခေါ်ပါတယ်အဲ့ဒါကြောင့်မို့ဒီနေ့ဖျားကိုလည်းကျေးဇူးတင်တယ်ပြီးတော့ဒီနေ့ကြွားလာတဲ့လူအားလုံးเนาะအထူးပဲကျေးဇူးတင်ရှိပါတယ်နှုတ်ကပတ်တော်အဖြစ်เนาะဝင်ငါပေးတဲ့ဆရာဘုန်းတော်ကြီးဆရာကြီးအောင်ခိုင်ညိုလည်းအထူးပဲကျေးဇူးတင်တယ်ဆရာတော်လည်းမတွေ့တာကြာပြီဒီနေ့ကျွန်တော်တို့မိဘများပြုလုပ်မဲ့ငန်းတာတွေအားလုံးဒီနေ့ကျွန်တော်ဘယ်သူတက်ပြောတယ်ထင်တယ်เนาะဆိုတော့ကျွန်တော်တို့အရန်ခွန်ရတယ်လို့ကျွန်တော်စင်ကြီးစရာလည်းအများကြီးရှိပါတယ်ဆိုတဲ့အရာလေးဒီနေ့ပြီးတော့အစီအစဉ်တစ်ခုလုံးเนาะဥဆောင်ပေးတဲ့ဆရာဆရာမများအားလုံးလည်းအထူးပဲကျေးဇူးတင်တယ်လို့အစီအစဉ်တဲမှာမပါဘဲနဲ့ဝပြုဝဲခြင်းနေရာမှာတလုံးတစ်ဝါတဲ့စိတ်တဘောသားထားလျက်ရှိတော့သူများအားလုံးလည်းအထူးပဲကျေးဇူးတင်တဲ့အကြောင်းလေးကိုကျေးဇူးတင်တဲ့စကားအပြင်ပြောကြားလိုခြင်းဖြစ်ပါတယ်ရောက်စီတိုင်းပေါ်ဘုရားသခင်ရဲ့ကြွယ်ဝသောကောင်းကြီးမင်္ဂလာရောက်စီတိုင်းပေါ်ချရောက်ပါစေကျေးဇူးတင်စကားနဲ့ကြုံညာပေးသွားတဲ့ဆရာတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ဒီနေ့အစီအစဉ်မှာပါဝင်ကြတဲ့မောင်နှမအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ဒီနေ့အစီအစဉ်မှာဘုရားသခင်ရဲ့ဘုန်းတော်အဖို့အလို့ငါအသုံးခံသွားတဲ့ဓမ္မအမှုတော်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ဘုန်းတော်ချီးမွမ်းပေးတဲ့အခါမှာတောင်ငူ
သာသနာနဲ့တစ်ခုလုံးကိုဦးစီးပြီးတော့မှနော်ဦးဆောင်ပေးရတဲ့ကျွန်တော်တို့ရဲ့ bishop ကြီးခလေးလေးကိုကောင်းကြီးပေးဖို့ရန်အတွက်ကျွန်တော်တို့အထူးဖိတ်ခေါ်ပါတယ်သူလည်းရောက်ရှိလာတဲ့အတွက်ဖျောက်ကိုချီးမွမ်းတယ်ကျွန်တော်တို့ဂုဏ်တော်တစ်ပုတ်ချီးမွမ်းပြီးတဲ့အခါမှာဆရာတော်ကြီးကနေပြီးတော့မွေးနေ့ရှင်တွေကိုကောင်းကြီးပေးမယ်ကျွန်တော်တို့ဓမ္မအမှုတော်ဆောင်ဖြစ်တဲ့သိက္ခာတော်ရဆရာများအားလုံးကျွန်တော်တို့လက်ကိုမိုးပြီးတော့မှကျွန်တော် bishop ကြီးကနေမွတ်ဆိုတဲ့အတိုင်းကျွန်တော်တို့အားလုံးဝန်ခံကြမှာဖြစ်ပါတယ်လို့နောက်ကျွန်တော်တခုထပ်မံကြေညာလို့သောအရာကတော့လာမယ့် April လလာမယ့် April လကျွန်တော်တို့ခရစ်ယာန်အိမ်တော်အဖွဲ့ငယ်မိသားရောက်ဖွဲ့ချင်းလှစဉ်ပေါ့နော်ဘုံမူအနုဘိုးအိမ်မှာ၄ လပိုင်း9 ရက်နေ့မမေ့နော်4 လပိုင်း9 ရက်နေ့ section လမ်းမှာကြီးပုံမှာရှိတဲ့ဘုံမူအနုဘိုးအိမ်မှာကျွန်တော်တို့ပြန်လာပြီးတော့မှမိသားရောက်ဖွဲ့မဆိုတဲ့အကြောင်းကိုကြိုတင်ပြီးတော့မှကြေညာပေးလိုပါတယ်လို့ကျွန်တော်တို့အားလုံးစီဝေရုပ်သိမ်းဖို့ရန်အတွက်အချက်အမှ10နဲ့စောက်ထင်းတော်မူလိမ့်မည်အားလုံးဒီပဲရှိတယ်ကျွန်တော်အားလုံးမှတ်တဲ့လေချီးမွမ်းပြီးတဲ့အခါမှာတော့သမီးငယ်လေးနဲ့အတူမွေးနေ့ကြောက်တော့ကိုရှိကြီးကောင်းကြီးမင်္ဂလာခံယူဖို့ရန်အတွက်လာရောက်ပြီးတော့ပါဝင်ပေးဖို့ကြိုတင်ဖိတ်ခေါ်ပါတယ်
သခင်၏ကောင်းကြီးပေးခြင်းခရစ်နာသက်ခြင်းကွယ်ကာကောင်းကြီးအောက်တွင်ဒီနေ့မွေးနေ့ကြောက်သောမြေလီဘုလာတာမှုနဲ့ဘုရှိကြီးတို့ဆက်ကအနမ၏အဝရဖျားသည်တင်တို့ကောင်းချီးပြီးပွဲကစောက်ထိန်အောင်ပါစေသောအဝရဖျားသည်မြေတော်ရောင်ချီတဲ့ကိနာတက်တော်ပါစေသောအဝရဖျားသည်ခုမှဆာ၍အစေမျက်နှာသာပေးလက်ငြိမ်သက်ချမ်းသာခြင်းပေးသနာတော်ပါစေသောအနာတကုရှင်ထာဝရဖျားဖြစ်တော်မူသောခမည်းတော်သားတော်တရှင်သောဘုရားရဲ့ကောင်းခြင်းမင်္ဂလာသည်မွေးနေ့အတွက်ကျေးဇူးတော်ချီးမွမ်းလက်ရှိသောဤမြေလေးဘုရားဓမ္မပေါ်နေတကားจิตตายีရှိရှိအပေါ်နဲ့တလကောင်မိဘမိသားစုပရိသတ်အားလုံးပေါ်တဲ့ခုမှစာရွက်စေမြဲတယောက်တည်ရှိပါစေသောအာမင်